ကြည့်ပြီးတော့မှနော်ဒီ science တွေကိုကြည့်ပြီးတော့မှယာဒီကိုတွေကိုကြည့်ပြီးတော့မှဒီနေ့ကမကောင်းဘူးဟိုလကမကောင်းဘူးဒီနှစ်ကမကောင်းဘူးမနေ့ပြန်တော့ကောင်းမှာမဟုတ်ဘူးလို့ကျမတို့ထင်တတ်ကြပါတယ်ဒါပေမဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ကဘာလာလဲဆိုလို့ရှိရင်နေ့ရက်တိုင်းကဖခင်သခင်စီရင်တော်ကြောင့်နေ့တိုင်းကကောင်းတယ်လို့ပြောတယ်ဟာလေလုယာဒါကြောင့်ကျမတို့ဝန်ခံရင်ဝန်ခံတဲ့အတိုင်းရမှာဖြစ်တယ်နေ့ရက်စဉ်တိုင်းကကျမတို့အလွန်ကောင်းမွန်သောနေ့ရက်တွေကိုကြော်ဖြတ်နေရတာဖြစ်တယ်ဟာလေလုယာဖခင်ရှင်ရောက်ချင်းစတိုင်းကိုကောင်းချီးပေးပါစေဒီနေ့ဖခင်သခင်ကနှုတ်ကပတ်တော်ထဲမှာကျမတို့ကိုဖော်ပြနေငါဘက်ကိုပြန်လှည့်တော့တဲ့ဖခင်ဘက်ကိုပြန်လှည့်ရမယ့်အချိန်ရောက်ပြီဘာလို့လဲလူသားတွေကဖခင်ဘက်ကိုမလှည့်လို့တခြားဘက်ကိုလှည့်နေလို့ဖြစ်တယ်ဒီနေ့ကျမတို့ဘယ်ဘက်တွေကိုလှည့်နေလဲဖခင်ဘက်ကိုကျမတို့မျက်နှာမူထားရဲ့လားဖခင်ရဲ့မျက်မှောက်တော်ထဲမှာနေ့စဉ်နေ့တိုင်းရှိရဲ့လားဖခင်ရဲ့မျက်မှောက်တော်ကိုစာငဲ့ရဲ့လားဖခင်ရဲ့မျက်မှောက်တော်ကိုကျမတို့ဦးစားပေးရဲ့လားကျမတို့လောကဘက်ကိုလှည့်တဲ့အချိန်ကြာပြီလို့ဖခင်ကပြောထားတယ်ကျမတို့မိသားစုတွေဘက်ကိုလှည့်နေတဲ့အချိန်ကြာပြီသင်ရဲ့အမျိုးတွေဘက်ကိုလှည့်နေတဲ့အချိန်ကြာပြီသင်ရဲ့လူမျိုးဘက်ကိုလှည့်နေတဲ့အချိန်တွေကြာပြီဒီနေ့ဖခင်သခင်ကကျမတို့အရောက်ချင်းစတိုင်းကိုပြန်ခေါ်နေတာဖြစ်တယ်ဖခင်ဘက်ကိုပြန်လှည့်ရအောင်ဖခင်ဘက်ကိုပြန်သွားရအောင်မျက်မှောက်တော်ကိုရှာရအောင်မျက်မှောက်တော်ကိုကျမတို့စာငတ်ဖို့အတွက်ဒီကနေ့မှာလှုပ်ဆောင်ရအောင်ဟာလေလုယာကျမတို့နှုတ်ကပတ်တော်ထဲမှာဖော်ပြထားတဲ့ထွတ်မြောက်ခြင်းအခန်းကြီး20အငယ်3မှာဘာပြောထားလဲဆိုလို့ရှိရင်ငါမတပါအခြားသောဘုရားကိုမကိုးကွယ်နှင့်ဟာလေလုယာဖခင်ကိုပဲကိုးကွယ်ရမယ်ဖခင်ကိုပဲဦးစားပေးရမယ်ဖခင်သခင်အလိုတော်ကိုရှာရမယ်ဖခင်သခင်ဘာနှစ်သက်လဲဆိုတာဒီကနေ့ကျမတို့သိရမယ်ခရစ်ယာန်တော်များများကဖခင်သခင်နှစ်သက်တဲ့အရာကိုမသိကြဘူးကိုလုံးနာလောက်ကြတယ်ကိုဦးစားပေးမှုတွေကိုပဲကိုရှေ့တန်းတင်ကြတယ်ကိုလုံးချင်တဲ့အရာတွေကိုပဲရှေ့တန်းတင်ကြတယ်ဒီနေ့ဖခင်သခင်ကယုံကြည်သူသားသမီးအယောက်ချင်းစီတိုင်းကိုစကားပြောနေတာဖြစ်တယ်ဒီနှုတ်ကပတ်တော်ကမယုံကြည်သူတော့မဟုတ်ဘူးယုံကြည်သောဣသရေလလူမျိုးတွေအတွက်ဖြစ်တယ်ဟာလေလုယာငါမတပါအခြားသောဘုရားကိုမကိုးကွယ်နှင့်ဖခင်ရှင်ကလွဲပြီးတော့ကျမတို့တခြားအရာတွေကိုးကွယ်လို့မရဘူးဖခင်ကလွဲပြီးကျမတို့တခြားလမ်းကိုသွားလို့မရဘူးဖခင်သခင်ပြတဲ့လမ်းကိုပဲကျမတို့သွားရမယ်ဖခင်ကိုကိုးကွယ်ကိုဝယ်ကျမတို့ဦးစားပေးတတ်ရမယ်ဖခင်သခင်ကမနာလို့ဖြစ်လောက်အောင်သင်ကိုချစ်တော်ဖခင်ဖြစ်တယ်ဟာလေလုယာသင်တရားရောက်ကိုချစ်ပြီဆိုလို့ချင်းသင်အကုန်လုံးလိုချင်တာသင်တရားရောက်ကိုချစ်ပြီဆိုသူ့စီကအချိန်နဲ့အကုန်လိုချင်တာသူနဲ့တွေ့ဖို့အတွက်ကိုဦးစားပေးတာသူစီကရနိုင်တာမှန်သမျှအကုန်လိုချင်တာအဲ့ဒါသင်လူအချင်းချင်းချစ်တဲ့အချစ်တောင်မှသင်အရာအလုံးလိုချင်တယ်ပိုင်ဆိုင်ချင်တယ်ဆိုလို့ရှိရင်သင်ကိုအသက်ပေးပြီးတော့ချစ်ထားတဲ့ဖခင်ကသင်စီကအကုန်လိုချင်တာဖြစ်တယ်ဟာလေလုယာဒီနေ့ဖခင်ရှင်ကသင်စီကအရာအလုံးဦးစားပေးမှုအကုန်လုံးကိုပြန်တောင်းနေတာဖြစ်တယ်နောက်ဆုံးသောကာလမှာလူတွေကဖခင်ကိုဦးစားမပေးတော့ဘူးဖခင်ကိုမျက်မှောက်မပြုတော့ဘူးဖခင်ကိုမရှာတော့ဘူးသူတို့ရှာချင်တာရှာတာသူတို့ဦးစားပေးချင်တာကိုသူတို့ရအောင်လုပ်တာသူတို့ဦးစားပေးတဲ့အရာတွေစီကိုသွားတာဒီနေ့ဖခင်ဘက်ကိုကျမတို့ပြန်လှည့်ရမယ်ဒီထာဝရဖခင်ကိုပဲကျမတို့ကိုးကွယ်ရမယ်ဖခင်ကလွယ်ပြီးအခြားသောအရာတွေကျမတို့ကိုးကွယ်လို့မရဘူးညီးဆန်းလို့မရဘူးတိုးထီလို့မရဘူးအေဒင်ဥယျာဉ်ကြီးထဲမှာဖခင်သခင်ကအာဒံနဲ့အေဝါကိုထည့်ထားပြီးပြီအဲ့အချိန်မှာဖခင်ကပြောတယ်နေတို့နဲ့မသက်ဆိုင်တဲ့အရာကိုမထိနဲ့မဆန်းနဲ့မစားနဲ့ဖခင်ကပြည့်ညံ့ချက်ရှိတယ်အေဒင်ဥယျာဉ်အလေကအသက်ပင်ကိုမထိရဘူးမကန်ရဘူးမစားရဘူးသင်တို့အနားမှာတော့ရှိလိမ့်မယ်ဒါပေမဲ့သင်နဲ့မဆိုင်သောအရာကိုထိလို့မရအောင်သင်နဲ့မဆိုင်သောအရာဘလောက်ပဲအစင်းလှလှသင်စားလို့မရဘူးသင်နဲ့မသက်ဆိုင်သောအရာဘုရားသခင်အလိုတော်မရှိသောအရာကိုဘလောက်ပဲကောင်းကောင်းကျမတို့တိုးထိခွင့်မရှိဘူးဒီနေ့ယုံကြည်သူသားသမီးများကျမတို့လောကအရာတွေကိုတို့နေတယ်လောကအရာတွေကိုစမ်းသပ်နေတယ်လောကကြီးကိုစမ်းသပ်နေတယ်ဒီနေ့အဲ့ဒီအရာတွေရပ်လိုက်တော့ဘုရားကပြောနေတာဖြစ်တယ်ကျမတို့သွားစမ်းမိရင်နောင်တရရလိမ့်မယ်ကျမတို့သွားထိမိလို့ရှိရင်
ကြေကွဲရလိမ့်မယ်ကျမတို့ဘုရားသခင်မတွန့်ခိုင်းတဲ့အောင်သွားတွန့်မိရင်အစင်းလှတာတွေကိုသွားတက်မှတ်မိရင်ကျမတို့ဘဝကြီးပြောင်းပြန်ဖြစ်သွားနိုင်တယ်ဒီဘုရားသခင်ကသူ့ဘက်ကိုပြန်လှည့်ဖို့ပြောတာတင့်ကိုကောင်းချီးပေးခြင်းလို့ဖြစ်တယ်ဘုရားထံပြန်လှည့်တဲ့သားသမီးတွေကောင်းချီးမြန်ဆန်တယ်ဟာလေလုယာလင်းမြန်တယ်နမိတ်လက္ခဏာတွေကိုသင်တွေ့ရမယ်ဖယားဘက်ကိုပြန်လှည့်ပြီးတော့မှဖယားကိုပြန်ကိုးကွယ်ဖို့အချိန်ကဒီကနေ့ဖြစ်တယ်ဟာလေလုယာဒီနေ့ကျမတို့ဖယားသခင်မနစ်သက်တဲ့အရာတွေကိုထားလိုက်ပြီးတော့မှဖယားကိုကိုးကွယ်ခြင်းမှာဦးစားပေးရအောင်ဖယားရဲ့အသံနားထောင်ခြင်းကိုဦးစားပေးရအောင်ဖယားရဲ့မျက်နာတော်ကိုပဲရှာရအောင်ဟာလေလုယာယုံကြည်သူသားသမီးများကျမတို့ Sunday တရက်တည်းဖယားကြောင့်တက်လို့မလုံလောက်ဘူးနော်ဒါကြောင့်အသင်းတော်မှာကျမတို့နှုတ်ကပတ်တော်တွေသင်တာဖြစ်တယ်။ home sale တွေလုပ်ပေးတာဖြစ်တယ်။ဒီနေ့အသင်းသူအသင်းသားများ online မှာကြည့်နေတဲ့ညီကိုမောင်နှမတွေကျမတို့သတိထားရအောင်။ဖယားကိုဦးစားပေးဖို့အချိန်ကြပြီ။သင်ပေးတဲ့အချိန်နည်းနေသေးတယ်။သင်စက္ကတာနော်တခြားလူတိုင်းစက္ကတ်နိုင်တဲ့အချိန်ကိုပဲသင်ပေးထားတာဖြစ်တယ်။လူတိုင်းပေးနိုင်တဲ့အချိန်ကိုပဲသင်ပေးထားတာ။ထူးခြားသောအရာမလာသေးဘူး။ရှောလမုန်မင်းကြီးကဖယားသခင်မတောင်းသောအရာကိုပြန်ပေးတာဖြစ်တယ်ဖယားသခင်မတောင်းတဲ့ပမာဏအဲ့ဒီပမာဏကိုသူကပြန်ပေးတာဖြစ်တယ်ဒါကြောင့်ထူးခြားသောကောင်းကြီးကိုရှောလမုန်မင်းကရရှိခဲ့တာဟာလေလုယာမျက်နှာသာရရှိခဲ့တယ်သူ့လောက်ညံကောင်းတဲ့လူကဘာပေါ်မှာတယောက်မှမရှိဘူးအခုချိန်ထိသူ့ညံကိုဘယ်သူမှရှင်လို့မရအောင်IQ ဘလောက်ပဲမြင့်တဲ့လူပဲဖြစ်ဖြစ်ရှောလမုန်မင်းရဲ့ညံကိုဘယ်သူမှရှင်လို့မရအခုချိန်ထိရှောလမုန်မင်းရဲ့ကြွယ်ဝခြင်းကိုအခုချိန်ထိအင်မတန်ကြွယ်ဝပါတယ်ဆိုတဲ့ဘီလီယံနာတွေရှင်လို့မရသေးဘူးထရီလီယံနာတွေရှင်လို့မရအောင်ကဘာပေါ်မှာရှောလမုန်မင်းကအကြွယ်ဝဆုံးဖြစ်တယ်ဘာလို့လဲဖယားကိုသူ့မှာရှိတဲ့အရာအကုန်ပေးလို့ဖယားမတောင်းမနဲ့ပေးလို့ဒီနေ့ကျမတို့ပေးဆက်နေတဲ့အရာကလူတိုင်းလုပ်တယ်လူတိုင်းပေးဆက်နိုင်တဲ့အရာကိုသင်လုပ်နေတာဖြစ်တယ်သင်ပေးနေတာဖြစ်တယ်အဲ့ဒီအရာထက်ကိုသင်ကြော်လွန်ပြီးတော့ပေးလိုက်ပါအဲ့ဒီအချိန်မှာဘုရားသင်ကိုအသိမှတ်ပြုလာလိမ့်မယ်ဟာလေလုယာရှောလမုန်မင်းကိုဘုရားက तू မတောင်းတဲ့ပမာဏပေးတဲ့အချိန်မှာဘုရားတော်အံ့ဩရတယ်ပါဇက်အဟောင်းသားဖြစ်သွားတာဘုရားကဘုရားသခင်ကမှင်သက်သွားတာဟာလေလုယာဒီနေ့ကျမတို့ဘုရားကိုပဲကိုးကွယ်ပါဖယားသခင်ဘာလို့ခြင်းလဲသိပါဖယားသခင်သင်အသက်တာထဲမှာဘာကိုတောင်းနေလဲသိပါသင်ကိုဘာစကားတွေပြောနေလဲကျမတို့ကြားတတ်ပါစေဟာလေလုယာအရောက်ချင်းစီတိုင်းဖယားရှင်ကောင်းကြီးပေးပါစေစကားပြောပါစေဟာလေလုယာနောက်တစ်ချက်ကိုကျမတို့ဖတ်ကြည့်အောင်ယောမဩဝါဒစာအခန်းကြီး7အငယ်7မှာကျမတို့ရှာဖွေနေတဲ့အရာကနော်ဘယ်အရာလဲဒီနေ့ဝမ်းမြောက်ခြင်းဘက်ကိုပြန်လှည့်ပါဝမ်းမြောက်ခြင်းကိုရှာဖွေပါယုံကြည်သူသားသမီးအရောက်ချင်းစီတိုင်းရဲ့အသက်တာမှာဖယားသခင်ကဝမ်းမြောက်ခြင်းပေးနေတယ်ဒါပေမဲ့ကျမတို့လုပ်တဲ့အရာတွေကတော့ဖယားကိုမရှာတဲ့အခါမှာဝမ်းနည်းစရာကောင်းတဲ့အရာသင်တွေ့လိမ့်မယ်ဝမ်းနည်းခြင်းတွေကသင်ကိုလိုက်ရှာလိမ့်မယ်ကျမတို့ဖယားကိုရှာတဲ့အခါမှာဝမ်းမြောက်ခြင်းကသင်ကိုပြန်ရှာဖွေတာဖြစ်တယ်ဖြတ်ဖတ်ကြည့်အောင်မျော်လင့်လျက်ဝမ်းမြောက်ကြလော့ဆင်းရဲဒုက္ခရောက်တော့ခါသီးခံကြလော့ဆုတောင်းပတနာပြုခြင်းအမှုကိုအမြဲပြုကြလော့ဒါထာဝရဘုရားရဲ့အမိန့်တော်ဖြစ်တယ်ကျမတို့ဆင်းရဲဒုက္ခရောက်တဲ့အခါမှာညှိတွားဖို့လားကျမတို့စိတ်ညစ်နေတဲ့အချိန်မှာကျမတို့အနောက်လက္ခဏာတွေပြောထွက်ဖို့လားဖယားကဘာပြောထားလဲဆိုတော့ तू မပြန်လာသည့်တိုင်အောင်ချီဆောင်ခြင်းနေ့ရက်တိုင်အောင်သီးခံပြီးစောင့်ပါလို့ပြောတယ်။သင်ကိုယေရှုခရစ်တော်ကိုယုံကြည်ပြီးတာနဲ့သင်တခါတည်းကောင်းကင်နိုင်ငံတော်တမ်းမတက်သွားဘူး။ကယ်တင်ခြင်းရပြီးတာနဲ့တခါတည်းနော်ကောင်းကင်နိုင်ငံတော်မှာအိမ်သစ်ကြီးနဲ့တခါတည်းရွှေတွေငွေတွေသုံးမနေရဘူး။ကျမတို့လောကမှာဆက်အသက်ရှင်ရတော့မယ်။ယေရှုကိုရပြီးပြီဆိုတဲ့အရန်ကိုနော်အစင်ပြေသွားလိမ့်မယ်လုံးဝနော်စိတ်မညစ်ရတော့ဘူးလို့ဘုရားမပြောထားဘူးဒီနေ့ဘုရားပြောထားတဲ့အရာကဆင်းရဲဒုက္ခရောက်လိမ့်မယ်ဆင်းရဲခြင်းကိုတွေ့မယ်စိတ်ဆင်းရဲခြင်းတွေ့လိမ့်မယ်အဲ့ဒီကမှသီးခံမှာယေရှုကြောင့်သင်အကဲ့ရဲ့ခံရရင်သင်ကမင်္ဂလာရှိတော်သူဖြစ်တယ်ဟာလေလုယာဒီနေ့ယေရှုကြောင့်ဖြောင့်မတ်တော်သူတွေအသေးခံနေရတာယေရှုကြောင့်လူအမုန်းခံရတယ်ယေရှုကြောင့်ဖြောင့်မတ်တယ်ယေရှုကြောင့်မှန်ကန်တဲ့စကားကိုပြောထုတ်တယ်ယေရှုကောင်းမွန်ကြောင်းကိုပြောတယ်ဖခင်ကောင်းမြတ်ကြောင်းကိုသက်သေခံတယ်ဖြောင့်မတ်တဲ့အသက်တာမှာအသက်ရှင်တဲ့လူကိုလူတိုင်းမုန်းတယ်သ
သင်ကိုလူတွေမချစ်တာအဲ့ဒါပုံမှန်ပါဟာလေလုယာဖခင်သားသမီးတွေကိုလူမချစ်ဘူးယေရှုကိုတော့မှမုန်းလို့တတ်ခဲ့တာကားစင်တင်ခဲ့တာကားတိုင်းမတင်ခဲ့တာအဲ့ဒါချစ်လို့မဟုတ်ဘူးမုန်းလို့မှန်ကန်လွန်းလို့ဖြောင်းမှန်လွန်းလို့နိုင်ငံတော်နဲ့မိတ်ဆက်ပေးခဲ့လို့ချစ်တဲ့လွန်းလို့အဲ့ဒီအရာတွေကြောင့်လူတွေကယေရှုခရစ်တော်ကားတိုင်းမောတင်သက်ခဲ့တာဒီကနေ့သင်အကဲခံရတာတသေးလေးပါယေရှုပါရိုက်ခံရတယ်လူတွေသင်နောက်ွယ်မှာမကောင်းပြောတာနည်းနည်းလေးပါယေရှုရဲ့နှလုံးကိုလှန်နဲ့ထိုးဖောက်ခံရတယ်သင်မခံရသေးပါဘူးဒီနေ့ဆင်းရဲဒုက္ခရောက်တဲ့အခါမှာသီးခံပါသင်ကိုဘုရားကမင်္ဂလာရှိတော်သူလို့ခေါ်နေတာဖြစ်တယ်ဟာလေလုယာလူတွေကြားထဲမှာသင်ကိုလူတွေကြိုက်ချင်မှကြိုက်မယ်ချစ်ချင်မှချစ်မယ်ကိစ္စမရှိဘူးညီကောင်မောင်နှမတို့ဆက်သီးခံဟာလေလုယာနော်ဒီကနေ့ဘုရားရှင်ကဘာလုပ်ခိုင်းတာလဲဆိုလို့ရှိရင်မျော်လင့်လျက်ဝမ်းမြောက်ကြလောကျမတို့မှာမျော်လင့်ချက်ရှိတယ်ကျမတို့မှာတနေ့ယေရှုနဲ့တွေ့မယ်ဆိုတဲ့မျော်လင့်ချက်ရှိတယ်ဘုရားနဲ့တွေ့ဖို့အတွက်စိတ်လှုပ်ရှားတဲ့အချိန်ကိုကျမတို့စောင့်နေတာဖြစ်တယ်ဟာလေလုယာစိတ်လှုပ်ရှားစွာနဲ့စောင့်နေတာဖြစ်တယ်ဒါကျမတို့ရဲ့အကြီးမားဆုံးသောမျှော်လင့်ခြင်းပဲဒီနေ့ကျမတို့ရဲ့မျှော်လင့်ခြင်းကလောကမဟုတ်ပါဘူးဒီနေ့ကျမတို့ရဲ့မျှော်လင့်ခြင်းကအောင်မြင်ခြင်းလည်းမဟုတ်ပါဘူးဒီနေ့ကျမတို့ရဲ့မျှော်လင့်ခြင်းကယေရှုဖြစ်တယ်ဟာလေလုယာယေရှုကိုမျှော်လင့်တော်သူကအောင်မြင်ခြင်းရလိမ့်မယ်ယေရှုကိုမျှော်လင့်တော်သူကကြွယ်ဝခြင်းရမယ်ယေရှုကိုမျှော်လင့်တော်သူကမျက်နှာသာရမယ်ဝမ်းမြောက်ခြင်းရမယ်ဟာလေလုယာယေရှုကိုမျှော်လင့်တဲ့အခါမှာအရာရာအလုံးကအလုံးစုံပြီးပြည့်စုံလို့ဘုရားကပြောတာဖြစ်တယ်။ဒါကြောင့်ကျမတို့မျှော်လင့်ရင်းနဲ့ဘာလို့ရမလဲဝမ်းမြောက်ပါမျှော်လင့်ရင်းနဲ့ဝမ်းမြောက်တတ်ရမယ်ပျော်ရွှင်တတ်ရမယ်ကျမတို့ရဲ့ဝမ်းမြောက်ခြင်းကလူတွေစီပြန်ကူးဆက်ရမယ်ဟာလေလုယာသင်တခါလေဆုတောင်းပေးစရာတော့မလိုဘူးသင်ဝမ်းမြောက်ခြင်းသင်အထဲတွေက joyfulness ကိုလူတွေကြည့်လိုက်တာနဲ့ဘုရားရဲ့ဘုန်းကိုတွေ့တာဖြစ်တယ်ဟာလေလုယာသင်စီကဝမ်းမြောက်ခြင်းကိုတွေးလိုက်တာနဲ့လူတွေကျမ်းမာသွားတာဟာလေလုယာကျမစီကိုအမျိုးသမီးတယောက်ဖုန်းဆက်တယ်ထိုင်းကနေလမ်းဆက်တာကျမနဲ့စကားပြောလို့ရှိရင်သူ့ရဲ့စိတ်ညစ်တာတွေပျောက်လို့ဟာလေလုယာကျမဖခင်နဲ့သိမ့်ပေးတယ်ဖခင်ကောင်းမြတ်ကြောင်းသူ့ကိုပြောပြပေးတယ်ဖခင်ဂတိတော်တွေကိုပြန်သတိပေးတယ်ဖခင်ဂတိတော်ဘလောက်တည်လဲဖခင်သစ္စာဘလောက်ရှိလဲဖခင်ကဘလောက်ဖြောင်းမလဲကျမတို့ဘက်မှာဘလောက်တောင်ရက်တည်လဲဆိုတဲ့အရာတွေကိုကျမပြောပြပေးတဲ့အခါမှာသူကောင်းကောင်းအိတ်နိုင်သွားတယ်ဟာလေလုယာဒီနေ့ကျမတို့ဖခင်ရဲ့ကောင်းမြတ်ကြောင်းတွေချီးမွမ်းရင်းတွေကိုလူတွေကပတ်ဝန်းကျင်ကလူတွေပြန်ကောင်းကြည့်ရနေတာဖြစ်တယ်ဟာလေလုယာနောက်တစ်ချက်ဆုတောင်းပတနာပြုခြင်းမူအမြဲပြုပါတဲ့အချိန်တိုင်းမှာဖခင်နဲ့အသက်ရှင်ခိုင်းတာဖြစ်တယ်အချိန်တိုင်းမှာဖခင်နဲ့သူ့ရဲ့ glory နဲ့သွားခိုင်းတာဖြစ်တယ်သူ့ရဲ့ဘုန်းတော်နဲ့သွားခိုင်းတာသူ့ရဲ့ဘုန်းတော်ကိုပြောထုတ်ခိုင်းတာသူ့ရဲ့ဘုန်းတော်ကိုဖခင်လူတွေနဲ့မိတ်ဆက်ပေးခိုင်းတာအဲ့ဒါဆုတောင်းခြင်းအမှုကိုအမြဲပြုနေတာဖြစ်တယ်ဟာလေလုယာလူအနေနဲ့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အလုံးလုံးနေတဲ့အချိန်ဘယ်လိုလုံးဆုတောင်းမှာလဲကားမောင်းနေတဲ့အချိန်ဘယ်လိုလုံးဆုတောင်းမှာလဲမိတ်ဆွေတငယ်ချင်းတွေနဲ့တွေ့တဲ့အချိန်ဘယ်လိုလုံးဆုတောင်းပတနာကိုအမြဲပြုနိုင်မှာလဲညီကိုမောင်နှမတို့ပြုနိုင်တယ်ဟာလေလုယာမိတ်ဆွေတငယ်ချင်းတွေနဲ့တွေ့တဲ့အချိန်ဖခင်ရဲ့ဘုန်းတော်ကိုပြောပေးပါသင်အလုံးလုံးနေတဲ့အချိန်မှာအခြားသောဘာသာစကားနဲ့သင်စကားပြောနေလို့ရတယ်ဆုတောင်းနေလို့ရတယ်ချီးမွမ်းနေလို့ရတယ်တခြင်းကြီးတွားနေလို့ရတယ်ချီးမွမ်းခြင်းကိုးကွယ်ခြင်းနဲ့သင်လုံးနေလို့ရတယ်သင်ကားမောင်းနေတဲ့အချိန်ဖခင်နဲ့စကားပြောနေလို့ရတယ်သင်ကားမောင်းနေတဲ့အချိန်မှာနှုတ်ကပတ်တော်နားထောင်နေလို့ရတယ်သင်မိတ်ဆွေတငယ်ချင်းတွေနဲ့တွေ့တဲ့အခါမှာတွေ့ရုံသက်သက်ဆိုအဲ့ဒါသင်ဆိုရှယ်အင်မတန်နှစ်သက်တာပဲဖခင်ဘုန်းတော်ကိုကျမတို့ကအမြဲပြုနေရမယ်ပြောနေရမယ်ပြောထောင်းနေရမယ်ကျမတို့ရှိတဲ့နေရာကဘုန်းတော်ရှိတဲ့နေရာဖြစ်ရမယ်ဟာလေလုယာဒီနေ့မျော်လင့်တဲ့ဝမ်းမြောက်ပါကျမတို့ဆင်းရဲတို့ကရောက်တဲ့အခါမှာလေယေရှုရဲ့မျက်နှာကိုကြည့်ပြီးသီးခံပါဟာလေလုယာဆုတောင်းပတနာပြုခြင်းမှုကိုအမြဲပြုပါမမေ့လျော့ပါနဲ့ဟာလေလုယာဆုတောင်းခြင်း warrior တွေအများကြီးလိုအပ်တာဖြစ်တယ်နောက်ဆုံးသောကာလမှာကျမတို့တိုက်ပွဲဝင်တဲ့ပုံစံနဲ့ဆုတောင်းရမယ်ဆုတောင်းခြင်းအမျိုးမျိုးရှိတာဖြစ်တယ်တခါလေကျရင်ကျမတို့အသင်းတော်မှာเนาะဒီနေ့မနက်လိုမျိုးအတူတကွဆုတောင်းကြတယ်ချီးမွမ်းကြတယ်ပြောထုတ်ကြတယ်ဗုဒ္ဓဟူးနေ့မှာကျမတို့အတူတကွ Zoom meeting မှာဆုတောင်းကြတယ်အတူတကွဖျားမျက်မှောက်တော်ကိုသွားကြတယ်
နေ့စဉ်နေ့တိုင်းကျမဖခင်မျက်မှောက်တော်ရဲ့ဝင်ရတယ်ဟာလေလုယာတခါတလေဖခင်ကျမကိုတိုက်ပွဲဝင်ခိုင်းတယ်သူအိမ်မက်နဲ့ကျမကိုယူပါယုံပေးတဲ့အခါမှာစာတန်ကတော့တစ်ခုခုလုံးမယ်ဆိုကျမကြိုးမြင်တယ်အဲ့ဒီကြုံမြင်တဲ့အရာကိုကျမကတော့ချက်ချင်းဖခင်သခင်နှိုးလိုက်တဲ့အချိန်ဆိုကျမချက်ချင်းထဝိညာဉ်တိုက်ပွဲချက်ချင်းဝင်ရတာဖြစ်တယ်ဟာလေလုယာနောက်ဆုံးသောကာလမှာသင်ကိုဖခင်ကယူပါယုံနဲ့အိမ်မက်နဲ့သင်ကိုတိုက်မဲ့ရန်သူအသင်းတော်ကိုတိုက်မဲ့ရန်သူသင်မိသားစုကိုနှောက်ယှက်မဲ့ရန်သူလုံးဆောင်မဲ့အရာကိုကြိုပြပါစေဟာလေလုယာကြိုပြတဲ့အခါမှာသင်လေးလူမရှိလိုက်နဲ့ဒါအိမ်မက်ဖဲလေ။အိုးဒါအိမ်မက်ပါပဲလေကိစ္စမရှိပါဘူးလို့လေးလူမရှိလိုက်နဲ့စာတန်အလုံးလုံးဖို့တဲ့သင်ကိုချောင်းနေပြီ။သင်ကိုတိုက်ဖို့အတွက်ချောင်းနေပြီ။အဲ့ဒီအချိန်မှာသင်ဘာလုပ်ရမလဲ။တိုက်ပွဲဝင်ပါ။ဝိညာဉ်တော်ဖျားနဲ့တူပြန်တိုက်ပွဲဝင်ပါ။ဖျားကသင်ကိုတိုက်ပွဲဝင်စေခြင်းလို့အဲ့ဒီလိုမျိုးအိမ်မက်နမိတ်လက္ခဏာကြိုပေးတာဖြစ်တယ်။ဟာလေလုယာ။အင်မတန်ကောင်းမွန်သောဖခင်ဒါကြောင့်ဆုတောင်းပတနာအမြဲတမ်းပြုသောသူကသိရန်သူဘာလို့မလဲကြိုသိတယ်ဟိုဘက်မျိုးကပြောနေတဲ့အတန်ကိုသင်တစ်ဘက်မျိုးကနေကြားလိမ့်မယ်ဟာလေလုယာအဲ့ဒါတန်ရှင်သောဝိညာဉ်တော်ပဲဝိညာဉ်တော်အားဖြင့်ကျမတို့ကဝမ်းမြောက်ခြင်းရှိတဲ့အသက်တာကိုဖခင်ကပေးချင်တာဖြစ်တယ်နောက်တစ်ချက်ကျမတို့ကြည့်ရအောင်ဟုတ်ပြီနော်ဒီမှာဘာတွေ့ရလဲဆိုလို့ရှိရင်ရှမ်းဆောင်နာဇရီလူလို့ဖခင်ကသတ်မှတ်ထားတာအမိဝန်းထဲမှာရှိတဲ့အချိန်မှာပဲရှန်ဆုံကကောင်းကြီးခံရတာဖြစ်တယ်မိခင်ကမမွေးသေးဘူးနော်ရှန်ဆုံရဲ့မိခင်ကစပြည့်တောင်းလို့မရအောင်စပြည့်နဲ့သက်ဆိုင်သောအရာရင်မူးစေတဲ့အရာလုံးဝကိုနော်ဖခင်ကတားဆီးပြီးတော့မှအဲ့ဒီကလေးကိုဝန်ဆောင်နေတဲ့အချိန်မှာရှန်ဆုံရဲ့မိခင်ကဘာမှမလုပ်ဘူးဖြစ်တယ်တန့်ရှင်းတဲ့အသက်တာနဲ့ကလေးကိုဝန်ဆောင်ခိုင်းတာဖြစ်တယ်ဘာလို့လဲဆိုတော့ဖခင်သခင်ကရှန်ဆုံကိုအသုံးပြုမှာမို့လို့ဣသရေလလူမျိုးအတွက်မင်းအဖြစ်တင်မြောက်ဖို့အတွက်ဖခင်ရည်ရွယ်ချက်ရှိလို့အမိဝမ်းထဲမှာတင်ဖခင်သခင်ကရှန်ဆုံကိုကောင်းကြီးစပေးတာဖြစ်တယ်ဖခင်ရဲ့အကြံအစီတော်ဖခင်ရဲ့အိမ်မက်ကိုအကောင်ထဲပေါ်ဖို့ဖခင်သခင်ကရှန်ဆုံကိုသူမမွေးခင်ကတည်းကအမိဝမ်းကတည်းကစတင်ကောင်းကြီးပေးတာစတင်တန့်ရှင်းလုပ်ခဲ့တာဖြစ်တယ်ကျမတို့ဖတ်ကြည့်အောင်ရှန်ဆုံကျောင်းကိုကျမတို့အားလုံးသိကြတာဖြစ်တယ်နော်ဆိုတော့တရားသူကြီးမှတ်စာအခန်းကြီး16အငယ်28မှာဆိုရင်ရှန်ဆုံကလည်းအိုအရှင်သာရဘုရားကျွန်ုပ်ကိုအောက်မေ့တော်မူပါကျွန်ုပ်မျက်စိနှစ်ဘက်ကိုဖောက်သောဣဖိလိတ္တိလူတို့၌တပြိုင်နက်အပြစ်ဒဏ်ပေးနိုင်မည်ကြောင့်ယခုတစ်ချိန်မျှသာခွန်အားကိုပြန်ပေးတော်မူပါဘုရားဟုသာရဘုရားဆုတောင်းပြီးမှရှန်ဆုံရဲ့အကြောင်းအကုန်လုံးမွေးကလေးကနေအစအဆုံးကျမဖတ်တာဆုတောင်းတာတစ်ခါပဲတွေ့ဘူးတဲ့သေကန်နီးမှဖယားဘက်ကိုမလဲဘူးဖယားကသူ့ကိုကောင်းကြီးတွေနဲ့မွေးဖွားစေတာခွန်အားကြီးသောသူဖြစ်တာဣသရေလလူမျိုးတွေကိုပြန်ကယ်တင်ဖို့အတွက်သူ့ကိုထူးခြားတဲ့ခွန်အားပေးတာတန်ရှင်သောဝိညာဉ်တော်သူ့ပေါ်ဆင်းသက်တဲ့အချိန်မှာသူကတော့လူတိုင်းမရှိတဲ့ခွန်အားကိုရတာဖြစ်တယ်အကြီးမားဆုံးသောခွန်အားသူ့ခေတ်ကာလမှာသူ့လောက်ခွန်အားကြီးတာတယောက်မှမရှိဘူးသူ့ကိုလူတိုင်းကကြောက်ရတယ်ဘာလို့လဲသူကရှင်သေးကိုစိတ်တငယ်ကိုဆွဲဖြတ်တဲ့ကဲ့သို့ဆွဲဖြတ်တယ်လို့ပြောတယ်ကျမတို့ရှင်သေးကျွရင်ကြောက်တာနော်ရုပ်ဇူးထဲမှာတော့မှကြောက်တာအနောက်ကိုစုပ်ပြီးတော့မှကြည့်ရတာဒါပေမဲ့ရှန်ဆုံရဲ့အသက်တာရှင်သေးတောရိုင်းတောတဝါအရိုင်းမန်ဖီနေတဲ့ရှင်သေးလူကိုတွေ့မယ်ဆိုတော့ဆွဲဖြတ်မယ်ဆိုတဲ့ရှင်သေးကိုသူကအตาလေးသွားဆွဲပြီးမှဆွဲဖြတ်ခဲ့တာဖြစ်တယ်အဲ့လောက်ထိခွန်အားကြီးမားသောရှန်ဆုံဖခင်ကသူ့ရဲ့အလိုပြည့်စုံမှုတွေရှန်ဆုံကိုလောကကိုလွတ်ထားတာဣသရေလလူမျိုးတွေကိုကွယ်ကာဖို့အတွက်ဘယင်လုပ်ဖို့အတွက်ရှန်ဆုံကိုလောကကိုလွတ်ထားတာဒါပေမဲ့ရှန်ဆုံကဖခင်ကိုလှည့်လျူရှုတယ်ဖခင်ဘက်ကိုမတော်ဘူးသူဘာတွေကြိုက်လဲသလားမိန်းမကြိုက်တယ်သူအားကြီးတဲ့အရာကိုသူညံကောင်းတယ်နော်သူကပုံဥပမာတွေဆက်လိုက်သေးတယ်နော်ရှန်ဆုံကရှင်သေးကိုဆွဲဖြတ်ပြီးတဲ့အခါမှာသူဆက်တဲ့နော်စကပုံတွေကိုသူကနော်တခြားလူတွေကိုသွားပြီးမင်းလိုက်သေးတယ်မဖြေနိုင်ဘူးဆိုလို့ရှိရင်သူအဲ့ဒီအပေါ်မှာဝမ်းမြောက်တာသူလုံးနိုင်တဲ့အရာကတသေးလေးပါဘုရားရှိမှာဒါပေမဲ့သူကြီးကြီးမားမားဝမ်းမြောက်တယ်
any a yard to temate. Tu Ludiga, Chowde Yari upon my tu pure moinida. Tu Obia Beta County Matu Chin, Nebby of Pionida. In a young Tizu Tadamia, then Obia Beta a yard upon my pure maniba ne. Tomorrow Obia Beta a yaboma, Payabon Tin Shabo Loyama Pete. Amen. Dignition so. Payada here counting them muy poilada. The Kama Suma down. Do jump at line, you go Marma Papu de Sunday school maro de Mumano. Hallelujah. Chanson Jow, Mati de Patty like. So down at the Kamam Drebu, Niamam do Shana the Kamam Drebu, Payamo Chiwan at the Kamam Drebu, Lurie Chiwan over to shine it up today. Lurie, no Ako Jin, Lurie to a tinching over to shine it up. To Shana May Mari. Home New Young, home Minkly up a loud lale. The carry, what Jura. The Bam New Young Lucian, the Bacam Minkle, a chose on Minkly, will like Shania. I count you all the way to Salon up today. Shanso want to the talon, Payao Mashagi. Tabby made now so much up today. To suit down a champion lady a chain Lunabi. A spy up to the hobby. To go Payama don't know. To the men name era. Payantama do now sound the jay, but Tama was only to Martine. But Tama was only and now sound the jay suit down a checker. Absolutely. Jacu the jay miada con ago, pian beba. Jacu the jay metara piago to suit down it. Con apian beba. Any two nice set it to Janduri, Pilady ludine at to 3 piazzi to suit down up today. Dinitamaru at the Dama, Payago pian legima, Nandami avane. A chain leva. They a chain me there. They a coaching my piago jazo, dear chain out there and chain me. Hallelujah. Shanson Wuji piago, pure mamma hobu. Nessie Pau Kayare Zabin Gadon Yakare, do con ago. At the ye piete a tea. Now Soma do Kangaya rapide. A shack wagere. Di Gauya, a Gigi, Kanago ya. The Kare. Luriga do Chijima choke, let a choke habio, Gazabo tokere. Hataloda. Did a young Jidu Facebook mother hata, a long caniane, Matibu. Crane. Media ma ho habia like dia piana who are sa like dia sa like. A terrier take waiting or Lurigo shop your light. Any penalty Luriga, they know all long near Matibu. Pionira. Ding Payay that the meeting goes starting out of loudly me. Payan Ludi goes starting out of bones and nose on a shack quelling me. Dabby me, tomorrow at that dama. Suit down in it, Wame. Payama go bien later at that. Niamount dog was shari at that dama. Janduga. Tomorrow see Lalu Ramia, Trapira. Hallelujah. Then Tando, the land and a lado, the land on the Trapima. Hallelujah. So down in she daughter, Payaba go bien lady at that dama. Then Beroma a shamaquayabu. A such quaging on Macaya today. Hallelujah. Tomorrow not the table pajia. Hishaya and Nagajan can you lazy? Again, a second one in Tonsatima, Babjot Hale solution. Topiadi modo to do a con ago piromui, Nuane do to a swantatini, Piso no a quingo piromui, Lubioro di Mori, be mentioned no Yaujalini, Luli no di le Timi le Jalini, Tara Piago Miolindo to Romuga, Abji Jalini, Sri Linda Gedo, Mimiro a tango, a tipubin Jalini, Pido Lemabiman, Kido Doka, Mamoya Ja. Hallelujah. Shanson yet the dama payada came Mishilo Gazette Tara. Oh, Hobamu Mato Gazette like them patty like. Do attentions in the shallow. Ludi nebe piani. Do tell Anne Ludi nebe to a pian sign low below Ama, Hobamu to like Gazette like the Bamu go to like Yeta like. So down in she do to Pia Nenado shadow. At the dama, Loka Gayaga, the name of Simon, hallelujah, Pia heavy lady. Dimababotale,
ထိုဘုရားသည်မောသောသူတို့ဟာခွန်အားကိုပေးမယ်အသက်တော်ခွန်အားတွေကိုသင်ရလာမယ်ပင်မနွမ်းနေတဲ့အခါမှာဘာဖြစ်လဲထူးခြားတဲ့အစွမ်းတတ္တိဘုရားပေးလိုက်မယ်ဟာလေလုယာကျမငယ်ငယ်တုန်းကဘဝနဲ့အခုပုံစံနဲ့ပြန်ပြီးတော့မှကြည်ရှင်ကြည့်မယ်ဆိုလို့ရှိရင်ဘလို့မှမဖြစ်နိုင်တဲ့အရာတွေကိုကျမလုပ်နေတာဖြစ်တယ်ကျမငယ်ငယ်တုန်းကစကားအရင်နေတယ်အရှိထွက်ပြောဆိုလို့ရှိရင်အဲ့ဒီဖျားကြောင့်မတက်တော့ပျောက်သွားပြီပြေးသွားတာလူငယ်စီလည်းမတက်ချင်ဘူးလူငယ်အဖွဲ့မှလည်းမသွားချင်ဘူးဒါပေမဲ့ဘုရားသခင်ရဲ့ဝိညာဉ်တော်ရောက်လာတဲ့အခါမှာဘာဖြစ်လဲအစွမ်းတတ္တိနဲ့ပြေးတာဟာလေလုယာပြောရဲတယ်ဘုရားအတွက်ဖြောင်းမဲ့ခြင်းနဲ့အသက်ရှင်ရဲလာတယ်ဖြောင်းမဲ့သောစကားတွေကိုပြောထွက်ရဲလာတယ်ဘုရားကောင်းမြတ်ကြောင်းတွေကိုချီးမွမ်းရဲတယ်ဟာလေလုယာအခါလေကျမအခုနောက်ပိုင်းမှာအမြဲတမ်းလမ်းလျှောက်လဲသချင်းဆိုပြီးလမ်းလျှောက်တယ်ဟာလေလုယာအစွမ်းတတ္တိပဲအခြားသောဘာသာစကားနဲ့ဆိုတာနော်ရိုးရိုးသချင်းမဟုတ်ဘူးမှမကြားဘူးတဲ့သချင်းသစ်တွေကိုကျမဆိုနေတာဖြစ်တယ်ချိန်တိုင်းမှာဆိုရဲတယ်အချိန်တိုင်းမှာကျမချီးမွမ်းရဲတယ်ဟာလေလုယာလူတွေကတော့ထင်မှာပေါ့ကျမကိုယူနေလားလို့မဝိညာဉ်တော်နဲ့ယဉ်မှုနေတာပါဟာလေလုယာလူတွေကအရက်သေးစားနဲ့ယဉ်မှုကြတယ်ယဉ်မှုဖို့အတွက်ကိုရှာကြတယ်စေးသုံးပြီးယဉ်မှုကြတယ် Facebook နဲ့ယဉ်မှုကြတယ်ကျမတို့လောကအရာနဲ့ယဉ်မှုကြတယ်ဒီနေ့ကျမတို့ယုံကြည်သူသားသမီးများဝိညာဉ်တော်နဲ့ယဉ်မှုပါ drunk ဖြစ်ပါဝိညာဉ်တော်နဲ့ drunk ဖြစ်ပါဟာလေလုယာလူတွေမြန်မာတော့ဟာတတယ်လို့ပဲပေါ့သူယူနေလားမသိဘူးပေါ့ကိစ္စမရှိကြတယ်လို့ထင်ဝိညာဉ်တော်နဲ့ယဉ်မှုရတာအပျော်ဆုံးဝိညာဉ်တော်နဲ့မွေ့လျော်ရတာအပျော်ဆုံးသူတို့မသိတဲ့ဝမ်းမြောက်ခြင်းတွေကျမတို့ရနေတာဟာလေလုယာသင်ကိုကဲတဲ့လူတွေမသိတဲ့ဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းဦးလိုက်သဲလိုက်တခါလေတန်ရှင်သောဝိညာဉ်တော်နဲ့တိုးထီပြီးရည်ဘူးတဲ့လူရှိလားဒီမှာဝိညာဉ်တော်နဲ့တိုးထီပြီးဟာလေလုယာရှိတယ်ဘယ်အရာကမှတားလို့မရဘူးဦးလိုက်သဲလိုက်ကိုထိုင်ရည်နေတာဟာလေလုယာအဲ့ဒီအရာသာသင်ရပါစေဟာလေလုယာတောင်းပါတန်ရှင်သောဝိညာဉ်တော်ဘုရားတိုးထီတဲ့အခါမှာရေမောခြင်းအခွင့်ကိုပေးတယ်ဝမ်းမြောက်ခြင်းအခွင့်ကိုပေးတယ်အဲ့ဒီຢာကကောင်းကင်နိုင်ငံတော်ကလာတာသင်လောလောဆယ်သင်ကြည့်ရှုနေဟာတနဲ့လုံးဝမဆိုင်ဘူးအဲ့ဒီဟာတဆိုတာလှုပ်ယူပြီးတော့မှနော်ရှိုးတွေရှိတယ်လေဟာတရှိုးတွေရှိတယ်အဲ့ဒါနဲ့လုံးဝမဆိုင်ဘူးကျမတို့အတွင်းထဲမှာရည်တဲ့အရာကဥလိုက်သဲလိုက်ဘယ်အရာကမှထိန်လို့မရနိုင်ပေါင်းများစွာထိုင်ကြည့်နိုင်တယ်ဟာလေလုယာဝိညာဉ်တော်ဘုရားရောက်လာပြီဆိုလို့ရှိရင်သင်ကိုလေခွန်အားပေးမယ်အစွမ်းတတ္တိတစ်ပေးမယ်နောက်ဘာပြောထားလဲလူမျိုးတို့သည်မော၍ပင်ပန်းခြင်းတို့ရောက်ကြလိမ့်မည်ဒါပေမဲ့ဖယားကိုမျော်လင့်တဲ့သူတွေကကြတော့အားပြည့်မယ်လို့ပြောတယ်ရွှေလင်းထားခဲ့သူသင်ကိုလင်းယုံခရစ်ယာန်တယောက်ဖြစ်စေချင်တာလောကကြီးမှာငှက်ပေါင်းမြောက်များစွာရှိတယ်ခရစ်ယာန်တွေလည်းအဲ့ဒီငှက်တင်နဲ့နှိုင်းရှင်ကြည့်မယ်ဆိုလို့ရှိရင်စာကလေးလိုငှက်မျိုးတွေလည်းရှိတယ်ကြီးကဲလိုငှက်တွေလည်းရှိတယ်ကြီးကဲငှက်ကြတော့အာကျေတာစာကလေးကကြတော့အမလီစုညံနာကြက်တွေထတာစာကလေးအုပ်စုဆိုလို့ချင်းစုညံနာအတင်းတွေပြောကြတာအမျိုးမျိုးပဲခရစ်ယာန်အမျိုးမျိုးရှိတယ်လက်ဓာတ်တွေလည်းရှိတယ်နော်တခါတည်းအပုတ်တိုးအကျွင်းကြံတွေကိုလိုက်ရှာပြီးတော့မှမှွေတာနော်လောမှွေပြီးတော့မှတခါတည်းအကျွင်းကြံတွေကိုတို့ကြိုက်ပြီးတော့စားတာလက်ဓာတ်ခရစ်ယာန်တွေနင်ဖခင်ကဘာဖြစ်စေချင်တဲ့သင်ကိုရွှေလင်းယုံခရစ်ယာန်ဟာလေလုယာဘာဖြစ်မလဲအမြင့်မှာပြန်ဖို့ဘုရင်ရှင်မင်းကဲ့သို့မျက်နှာအနေအထားနဲ့လောကကြီးကိုအပေါ်ကနေပြန်ကြည့်ဖို့သင်ကိုရွှေလင်းယုံခရစ်ယာန်ဖြစ်စေချင်တာကျမတို့ရဲ့ပုံသဏ္ဍာန်ဒီလေးဘာလဲကြည့်ရအောင်ကျမတို့စာကလေးဖွဲ့ထဲမှာပါနေလားလက်ဓာတ်ဖွဲ့ထဲမှာပါနေလားကြီးကန်းလို့နော်ခရစ်ယာန်အဖွဲ့ထဲမှာပါနေလားဒီဖျားရှင်ကသင်ကိုအပေါ်မှာပြန်တန်းတဲ့ရွှေလင်းယုံကဲ့သို့ဟာလေလုယာအဲ့ဒီအဖွဲ့ထဲမှာအပေါ်ကနေပြန်တန်းပြီးလောကကြီးကိုပြန်ငုံကြည့်ပြန်ကောင်းကြည့်ပေးတဲ့အဖွဲ့ထဲမှာပါစေချင်တာဟာလေလုယာဒါကြောင့်ဖျားရဲ့မျက်နာကိုရှာပါဖျားဘက်ကိုပြန်လှည့်ပါတိကနေနေဖြတ်ပါဟာလေလုယာတခါလေမဖြတ်နိုင်ဘူးဖတ်ကြည့်မယ်နော်ကျမတို့နောက်တစ်ချက်ကကြတော့ဖျားနဲ့ဆက်ဆိုင်နဲ့เนาะကျမတို့ဆက်ဆံရေးအပေါ်မှာအပြည့်အဝတန်ဖိုးထားပြီးတော့မှเนาะအဲ့ဒီရှိသမျှစွမ်းအားနဲ့ကျမတို့ဖျားဘက်ကိုပြန်လှည့်ခြင်းလို့ပြောတယ်ဖ
ဖခင်ကိုဦးစားပေးခြင်းဖခင်ကိုရှာဖွေခြင်းဖခင်ဘက်ကိုပြန်လှည့်တဲ့အခါမှာလှည့်တယ်လို့မလှည့်တယ်လို့မလုံးနဲ့တချို့တွေကကြတော့အရှိကိုပဲကြည့်ရမယ်စားအနောက်ကိုပြန်လှည့်တာနောက်စီကနေဆွဲထားတာအရှိကိုမရောက်ဘူးဖခင်ပဲပြန်လှည့်မယ်ဆိုလို့ရှိရင်တင့်ကိုဆွဲထားတဲ့အရာအကုန်ဖြတ်အရှိကိုမရောက်နိုင်တဲ့အရာအကုန်ဖြတ်တိကနေဖြတ်မဖြတ်နိုင်ရင်သင်ကောင်းကြီးမင်္ဂလာရတာကြာလိမ့်မယ်အနောက်ကသင်ကိုပြန်ဆွဲလိမ့်မယ်ပုံစံလည်းကြည့်လို့လည်းမလှအောင်နော်အရှိကိုပဲသွားပါလင်းယုံကဲသူဟာလေလုယာလှတယ်စက်တရေရှိတယ်ဟာလေလုယာဖတ်ကြည့်အောင်ရှင်မဿဲခရစ်ခန်းကြီး22အငယ်39ယေရှုကသင်ဤဖျားသခင်သာရဖျားကိုစိတ်နှလုံးအကျွမ်းမဲ့ဉာဏ်ရှိသမျှနဲ့ချစ်လို့အုံနောက်အစွမ်းအားအကုန်လုံးကဖျားကိုချစ်ရမယ်လို့ပြောတယ်ဒီနေ့လူပေါင်းမြောက်များစွာကလက်သီးစုပ်လောက်အုံနောက်နဲ့ဖျားကိုအာခံတာလက်သီးစုပ်လောက်အုံနောက်နဲ့လောကကြီးကိုပဲဦးစားပေးတာဒီဖျားကဘာပြောထားလဲအဲ့ဒီဉာဏ်နဲ့ကျမတို့မှာရှိတဲ့အစွမ်းတတ္တိသင်ကိုဘုရားက skill တွေပေးထားတယ်သင်လုံတတ်တဲ့အရာကျမမလုံတတ်ဘူးဒီဘက်ကနော်လူတွေလုံတတ်တဲ့အရာဒီဘက်ကလူတွေလုံတတ်ချင်မှလုံတတ်မှအဲ့ဒါကသင်ကိုပေးဘုရားပေးထားတဲ့ဉာဏ်ဖြစ်တယ်သင်ကိုပေးထားတဲ့အစွမ်းတတ္တိဖြစ်တယ်အဲ့ဒီအရာတွေနဲ့လေဘုရားကိုချစ်ရမယ်လို့ပြောတယ်ဟာလေလုယာပြောချင်တာကဘုရားကိုဦးစားပေးသင်ရဲ့ဉာဏ်အရှိမဘုရားကိုသွားခိုင်းသင်ရဲ့အစွမ်းတတ္တိရှိမဘုရားကိုသွားခိုင်းအဲ့ဒါဘုရားကိုဦးစားပေးတာအလုံးစုံပုံအပ်ပါအကျွမ်းမဲ့လို့ပြောထားတယ်သင်လုံးဆောင်နေတဲ့အရာတွေကတုံညဖြစ်ရမယ်ဟာလေလုယာသင်ကြိုက်နေတဲ့တရားတုံညဦးစားပေးခြင်းကဘုရားကပထမဖြစ်ရမယ်ဘုရားက always ပထမသင်အလုံးရဲ့အရှိမရှိပါစေကျမတို့မိသားစုရဲ့အရှိမဘုရားရှိရမယ်ကျမတို့အိမ်ထောင်လင်မယားရဲ့အရှိမဘုရားရှိရမယ်ကျမတို့မိသားစုရဲ့အရှိမဘုရားရှိရမယ်ကျမတို့စားခြင်းတောက်ခြင်းနဲ့မှာဘုရားချင်းအတူပါရှိရမယ်ကျမတို့သွားခြင်းလာခြင်းတော့ဘုရားအတူပါရှိရမယ်အဲ့ဒါဘုရားကိုဦးစားပေးတာပဲတခါလေကျမတို့သွားတဲ့လမ်းကိုဘုရားကိုမခေါ်ရခြင်းဘူးဘုရားသင်ကြိုက်မှာမဟုတ် तू သိနေတယ်ဘုရားသင်နဲ့တတ်မှာမဟုတ် तू သိနေတယ်ကျမတို့သွားပေါင်းတဲ့လောကတငယ်ချင်းတွေစီသွားပြီဆိုလို့ရှိရင်ဘုရားကိုထားခဲ့တယ်ကိုရောမလိုက်ခင်နဲ့ကိုရောနေခဲ့ဘာလို့ဆိုကိုရောကြိုက်မှာမဟုတ်ဘူးသူ့အတွင်းဝိညာဉ်ကသိနေတယ်ဒါပေမဲ့အဲ့ဒီအရာတွေကိုဦးစားပေးနေတော့မယ်ဖခင်ကဘာပြောထားလဲသင်ဤဖျားသင်ထာဝရဘုရားကိုစိတ်အဲ့ဒီသင်ရဲ့အတွေးစိတ်အုံနောက်ဒီထဲကိုလာတဲ့အရာအဲ့ဒီအရာအကျွမ်းမဲ့ဖြစ်ရမယ်လို့ပြောထားတယ်ဖခင်ကိုပေးတဲ့အရာအလုံးစုံ 100% ဒီနေ့ဖခင်သင်ကျမတို့စီကသူ့လိုချင်တဲ့အရာကသူ့ကိုအလုံးစုံအားကိုးဖို့ဖြစ်တယ်သူ့စီကို 100% ခုန်ကူးလိုက်ဖို့ဖြစ်တယ်ဟာလေလုယာကျမတို့နောက်ဆန်တအောင်စွဲနေတဲ့အရာတွေချက်ချပါတိကနေနေအောင်ဖြစ်ပါအဲ့တော့မှသင်ဖျားထက်မှာမျက်မှောက်တော်ထဲမှာ 100% အပြည့်အဝပေးဆက်နိုင်တယ်အပြည့်အဝကိုးကွယ်နိုင်တယ်မျက်မှောက်တော်ကိုသင်အပြည့်အဝတွေ့ရမှာဖြစ်တယ်ဟာလေလုယာလောကတဝက်ဖားတစ်ပိုင်းငါးတစ်ပိုင်းကျမတို့လုပ်လို့မရအောင်ဖားတစ်ပိုင်းငါးတစ်ပိုင်းနဲ့အသက်ရှင်နေသေးတယ်အဲ့ဒီဖားကငါးလည်းမဟုတ်နော်ဖားလေးအမီးလေးတော့ရှိတယ်ခေါင်းပိုင်းလေးကတော့ဖားခေါင်းလေးလိုပါလို့ထွက်လာပြီဒါပေမဲ့ तू ကုန်းမော်လည်းတက်လို့မရအောင်ရေထဲမှာလည်း तू အကြာကြီးနေလို့မရဘူးဘာဆိုတော့ငါပုံတံအစ်စ်သူ့မှာမရှိဘူးငါအစ်စ်မဟုတ်ဘူးဖားတစ်ပိုင်းငါးတစ်ပိုင်းဆိုတာဒါကြကျမတို့လောကကိုလည်းရမ်းချစ်တယ်ဖခင်တို့လည်းရမ်းပေးဆက်ချင်တာအရန်လုပ်ပေးချင်တာဖားတစ်ပိုင်းငါးတစ်ပိုင်းလေးတွေအလယ်မှာကြားနေတယ်ဘယ်ကိုမှလည်းမရအောင်ဒီနေ့ကျမတို့အဲ့လိုအသက်တာမျိုးနဲ့အသက်မရှင်ပါနဲ့ဖခင်နဲ့ပတ်သက်ရင်ပြတ်သားပါနောက်ဆုံးသောကာလမှာသင်ရဲ့ဘဝအာမခံချက်ကိုယေရှုပဲပေးတာဖြစ်တယ်သင်ဝိညာဉ်ကိုကယ်တာယေရှုတခါလေကျမတို့ဘာသာတရားတွေကတားဆီးထားတယ်ခရစ်ယာန်ဘာသာတားဆီးထားတယ်တခြားဘာသာတွေကတားဆီးထားတယ်ယေရှုကိုယုံကြည်တယ်ဆိုတော့မပြောရဲဘူးသက်သားစွာပြောပါသင်ဝိညာဉ်ကိုကယ်တင်တာသင်မိသားစုမဟုတ်ဘူးသင်ကိုတားဆီးထားတယ်သင်မိတ်ဆွေမဟုတ်ဘူးသင်ကိုတားဆီးထားတယ်သင်အမျိုးတွေမဟုတ်ဘူးသင်ဝိညာဉ်ကိုငရဲမရအောင်ကယ်တာယေရှုပဲဟာလေလုယာစိတ်နှလုံးအကျွမ်းမဲ့ယုံကြည်လိုက်ပါစိတ်နှလုံးအကျွမ်းမဲ့ပြတ်သားလိုက်ပါယေရှုကယ်တင်နိုင်တယ်ဆိုတဲ့အရာကိုပြတ်သားစွာဝန်ခံလိုက်ပါဟာလေလုယာသင်ကိုထာဝရကယ်တင်မှာအဲ့ဒီယေရှုဟူသောအမည်ပဲသင်မိသားစုမဟုတ်သင်ဖြားရင်တော့မှသင်တို့ဖြားပေးလို့မရဘူးသင်မိသားစုက
တင်မကြမ်းမာရင်တော့မှတင်အတွက်ငါကိုစားမကြမ်းမမာလုပ်ပေးမယ်တင်ကြမ်းမာလိုက်လို့ဘယ်မိသားစုမှမလားမပြောဘူးပြောလို့လည်းမရဘူးလုံးလို့လည်းမရဘူးဒီနေ့တင်အတွက်လုပ်ပေးတဲ့ယေရှုဟာလေလုယာစိတ်နှလုံးအကျွမ်းမဲ့ဉာဏ်ရှိသမျှနဲ့ချစ်လိုက်ပါအစွမ်းတတ်ရှိသမျှနဲ့ချစ်လိုက်ပါဟာလေလုယာတင့်ကိုအပြစ်ငရေကနေဆွဲထုတ်ပေးတာကယေရှုဟူသောအမည်နာမပဲဖြစ်တယ်ဟာလေလုယာနောက်တစ်ချက်ကျွန်တော်တို့ကြည့်လိုက်ရအောင်ဖခင်ကိုဦးစားပေးခြင်းဆိုတာကရုပ်တုကိုကိုးကွယ်ခြင်းမှာအဲ့ဒီအရာတွေကိုဖြတ်တောက်ခြင်းလို့ပြောတယ်ဖတ်ကြည့်ရအောင်နော်အာရပါယရှေယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး9အငယ်21အာရပါယဖတ်ကြည့်ရအောင်ချစ်သားတို့အာမင်ဒီနေ့ရုပ်ထုစင်နုဆိုတာဖခင်ကိုကိုးကွယ်ခြင်းမှာအသားထိုးလိုက်တဲ့အရာရုပ်ထုစင်နုကိုကိုးကွယ်ခြင်းဆိုတာဖခင်ဘုံကိုမမြင်အောင်အရှိကနေတားဆီးထားတဲ့အရာမှန်သမျှပဲဖခင်ရဲ့ဘုံတွေကိုသင်ဝင်လို့မရအောင်တားဆီးထားတဲ့အရာမှန်သမျှဖြစ်တယ်ဒီနေ့ကျမတို့ဥရောပတိုက်မှာဖခင်เจ้าကြီးအကြီးကြီးတွေပဲလွန်ခဲ့တဲ့နှစ်ပေါင်းရာနဲ့ချီပြီးမှသူတို့စောက်ခဲ့တာအံ့ဩစရာကောင်းတယ်သူတို့ရဲ့အနုပညာလက်ရာကအခုခေတ်နေတာအခုခေတ်မှာတော့မှအဲ့လိုမျိုးမလုံနိုင်ကြတော့ဘူးအဲ့ဒီခေတ်ကသူတို့လှုပ်ထားတဲ့အနုပညာလက်ရာကအင်မတန်အံ့ဩစရာကောင်းတယ်စာတင်စရာကောင်းတယ်ဒါပေမဲ့အဲ့ဒီဖျားချောင်းကြီးတွေထဲမှာဖျားမရှိတော့ရုပ်ထုတွေပဲကြံခဲ့တော့တယ်လူလက်နဲ့လှုပ်ထားတဲ့အံ့ဩဖွယ်ရာကောင်းတဲ့အနုပညာလက်ရာတွေကိုပဲလူတွေကနော်ပြားတိုက်တဲ့ဖွယ်သွားကြည့်ကြတာဖြစ်တယ်အသက်ရှင်တဲ့ဖျားမရှိတော့ဘူးရုပ်ထုတွေနေရာယူလာတာဖြစ်တယ်ဝိညာဉ်တော်ဘုရားအလုံးမလုံးတော့ဘူးဘုရားเจ้าကြီးတွေကပြားတိုက်ကြီးတွေဖြစ်သွားတယ်ဒီဘုရားရဲ့ဘုန်းတော်ကိုအဲ့ဒီအနုပညာလက်ရာတွေတားဆီးထားတာကွဲကားထားတာဖုံးအုပ်ထားတာဘုရားရဲ့မျက်မှောက်တော်ကိုမရောက်အောင်လို့လူတွေကိုအဲ့ဒီနေရာမှာပဲအံ့ဩမင်းသက်ခြင်းနဲ့ရက်တန့်သွားအောင်လုပ်ထားတာဖြစ်တယ်စာတန်ကအင်မတန်မှပါနေတယ်ဘုရားเจ้าကြီးအကြီးကြီးတွေလူတွေကသွားပြီးတော့ကြည်တာဖြစ်တယ်ကိုးကွယ်တာမဟုတ်တော့ဘူးအဲ့ဒီဘုရားเจ้าကြီးတွေတဲမှာသူတို့ပြားတိုက်တဲ့ဖွဲဝင်ပြီးတော့ပတ်စံပြီးတော့သွားကြည်တာအဲ့ဒါဘာပြောထားတာလဲရုပ်ထုစင်တုကနေရာယူလာတာရုပ်ထုစင်တုကလောကကြီးမှာနေရာယူလာတာဘုရားเจ้าထဲမှာလည်းနေရာယူတာဖြစ်တယ်ဒီကျမတို့ရဲ့အသက်တာမှာဘုရားရဲ့ဘုန်းကိုမမြင်အောင်လို့တားဆီးထားတဲ့အရာမှန်သမျှကရုပ်ထုစင်တုတို့ပြောနေတာဖြစ်တယ်ဒီကျမတို့ဘယ်အရာကကျမတို့အသက်တာမှာဘုရားဘုန်းကိုမမြင်စေဘူးလေဘယ်အရာကဘုရားမျက်မှောက်တော်ထဲမှာကျမတို့ဘုရားကိုဦးစားမပေးခြင်းနေရှိနေလဲပြန်စဉ်းစားပါညီကောင်မောင်နှမတို့ဒီနေ့ဘုရားရှင်တင့်ကိုစကားပြောပါစေဘုရားသခင်တင့်ကိုဖော်ပြပါစေဘုရားသခင်မနှစ်သက်တဲ့အရာမှန်သမျှကျမတို့အထဲထဲမှာထည့်ထားလို့မရအောင်ဘုရားသခင်မလောက်ခိုင်းတဲ့အရာများကျမတို့တိုးလို့မရအောင်ထိလို့မရအောင်စမ်းသပ်လို့မရဘူးညီကောင်မောင်နှမတို့ဘာလို့လဲအဲ့ဒီအရာတွေကရုပ်ထုတွေဖြစ်နေလို့ဖျားဘုံကိုမမြင်အောင်ကာထားတဲ့ရုပ်ထုတွေမို့လို့ဖျားရဲ့ဘုံမျက်မှောက်တော်ကိုမရောက်အောင်တားဆီးထားတဲ့ရုပ်ထုတွေမို့လို့ကျမတို့ကိုချစ်တဲ့ဖျားကရှောင်ကျင်ပါလို့စကားပြောနေတာဖြစ်တယ်ဒီနေ့ဘယ်အရာကိုကျမတို့ကဖျားရဲ့ဘုံထက်ပုံဦးစားပေးနေလဲဖျားကိုမမြင်နိုင်အောင်ကျမတို့နှလုံးသားထဲမှာဘယ်အရာကအုပ်ဆိုးနေလဲဘယ်အရာကနော်တခါလေစိုးစံနေလဲဒီနေ့ကျမတို့ပြန်သတိရရအောင်အဲ့ဒီအရာကိုရှောင်ပါတဲ့ရုပ်ထုစင်တုကိုကျင့်ရှောင်ရမယ်ဟာလေလုယာဖခင်ကိုဦးစားပေးခြင်းဆိုတာရုပ်ထုစင်တုဖခင်ရဲ့ဘုန်းကိုညှိုးနွမ်းအောင်လုပ်မဲ့အရာမှန်သမျှကိုရှောင်ဖို့ဖြစ်တယ်ဟာလေလုယာသချင်းတော်မှာအဲ့ဒီအဆိုတော့အရှမ်းတန်ကောင်းတာကဘာပေါ်မှာသူ့အတန်အကောင်းဆုံးလို့ကျွန်မထင်တယ်ရှာကြည့်လိုက်ဓမ္မဆိုတာရုပ်ကလည်းအရန်ချောတာသူ့ရဲ့ page ကလေကျမတို့အရန်အတန်ကိုစိတ်ဝင်စားရလို့သူ့ page က high page တက်ကိုအပေါ်ကျော်သွားတာတကဘာလုံးမှာသူ့ page က high page ကအမြင့်ဆုံးသူ့ကိုရှင်နိုင်ရလို့မရှိဘူးနယူးယောက်ကိုလာလိုက်မယ်ရှေ့လာမှာအရန်ကြိုက်တယ်ကျမတို့သချင်းဆိုတာကိုစိတ်ဝင်စားတဲ့လူတွေကလေသချင်းနဲ့နားထောင်ပြီဆိုကျမတို့ကဇိမ်နဲ့နားထောင်တာအချိန်ပေးပြီးတော့နားထောင်တာဒီလူရဲ့အတန်ကဘလောက်ထိအနှစ်သာရရှိလဲဆိုတာကိုကျမတို့ကခံစားပြီးနားထောင်တာဖြစ်တယ်။နော်သချင်းကိုကြိုက်တဲ့လူတွေကတကယ်ခံစားတာသ
သူ့အတန်ဆိုခံစားလုံးလို့အချိန်တိုင်းမှာအဲ့ဒီ high pitch တဲ့သူလှပစွာသူနော်ဗဇက်ကလေးရှာလေးနဲ့လှပစွာဒီလိုလေးလှည့်ပြောင်းသွားကျမတို့ဆိုမစိုးတတ်ဘူးအဲ့ဒီအရာကိုတစ်ချိန်လုံးနားထောင်တာဘလောက်ထိကြိုက်လဲဆိုလို့ရှိရင်ဒါပေမဲ့ဖခင်ကကျမတို့တရက်မှာစကားပြောလာတယ်ငါရဲ့ဘုံကိုရှုံချတဲ့သချင်းတွေအဲ့တယောက်ကစိုးနေတာဟာဖခင်ပြတ်သားတယ်နော်သူ့ရဲ့ဘုံကိုရှုံချတဲ့သချင်းတော်မှာပေးနာမထောင်ဟာလေလုယာညီကောင်မောင်နှမတို့ယုံကြည်သူသားသမီးများဖခင်သားသမီးတွေဖခင်ရဲ့ဘုံကိုရှုံချမဲ့အရာမှန်သမျှရှောင်ပါသင်လုံးရမှာဖြစ်တယ်သင်စီကတောင်းနေတယ်ဒီကနေ့ဟာလေလုယာအခုကျမမီဒီယာဖွင့်လိုက်လို့သူတက်လာရင်မြန်ကြော်ရတယ်ဟာလေလုယာဖခင်မကြိုက်ဘူးကျမရင်ထဲမှာလေဖခင်ကမကြိုက်ဘူးလို့ပြောထားပြီးပြီဆိုလို့ရှိရင်ကျမစိတ်ထဲမှာမကြိုက်တော့ဘူးဝိညာဉ်တော်လုံးဝလက်မခံတော့ဘူးဟာလေလုယာဒီနေ့ဖခင်သခင်မကြိုက်မနစ်သက်တဲ့ရုပ်ရှင်ပေါင်းများစွာရှိတယ်သင်နဲ့ဘာမှမဆိုင်ဟောလိဝုဒ်နတ်ဆိုးတွေဖွဲ့ထားတာနော်ဟောလိဝုဒ်အမလေးရုပ်ရှင်ဆိုလို့အထင်မကြီးနဲ့ပါစတာဘန်နင်းဆိုရုပ်ရှင်လုံးဝမကြည့်တော့ဟာလေလုယာလောကသတင်းစာလုံးဝမဖတ်တော့ဟာလေလုယာဒီနေ့ကျမတို့လောကကိုအပြတ်ဖြတ်ပါလောကကိုအပြတ်ဖြတ်ပြီးဖခင်ဘက်ကို 100% ခုံဝင်ပါဟာလေလုယာဖခင်သခင်နောက်ဆုံးသောကာလမှာသင်ကိုလှုပ်ခိုင်းတာအရင်ကသင်လုံနေတဲ့အရာထက်ကိုကြော်လွန်ပြီးဘာမှမဆိုင်တော့ဘူးကျမတို့ဘာသာရေးကနေလာတဲ့လူတွေ tradition အရဖခင်เจ้าမှာလှုပ်เสียရှိတာလေးလှုပ်ပြန်ပေးเสียရှိတာလေးပေးပြန် no အဲ့ဒါနဲ့မရတော့ဘူးဘာလို့လဲဆိုတော့သင်အဲ့လိုမှဖခင်ကိုစိတ်နှလုံးအကျွတ်မဲ့မကိုးစားဘူးဆိုရုပ်ထုစင်းလုံးသင်ထဲဝင်လာနိုင်တာဖြစ်လို့ဒီနေ့ဖခင်ရှင်ကသူနဲ့အချိန်တိုင်းမှာနော်မျက်မှောက်တော်ထဲမှာစက္ကန့်မလက်နေရာယူကျင်တာဖြစ်တယ်ဇာတရန်လုံးနေပြီနောက်ဆုံးသောကာလမှာသင်ကိုလည်းဆွဲမှာပဲသင်မိသားစုလည်းဆွဲချမှာပဲသင်ဆွေမျိုးတွေလည်းဆွဲချမှာပဲအဲ့ဒါပုံမှန်မဟုတ်တော့ဘူးဒါပုံမှန်ပဲလို့ကျမတို့မစင်စားပါနဲ့တော့ဒီနေ့ဖခင်မျက်မှောက်တော်မှာအချိန်တိုင်းမသွားရင်အဲ့ဒီရုပ်ထုစင်တုကသင်ကိုနေရာယူလာလိမ့်မယ်သင်ကိုအနိုင်ယူလိမ့်မယ်ဒါကြောင့်ဖခင်သခင်ကကျမတို့ကိုပြောထားလေမျက်မှောက်တော်ကိုပြန်လာပါငါဘက်ကိုပြန်လဲပါငါမျက်နှာကိုရှာပါဟာလေလုယာသင်ဖခင်ရဲ့မျက်နှာတော်ကိုရှာတွေ့ပါစေနောက်တစ်ချက်ကျမတို့ကြည့်ရအောင်ဖခင်ကိုဦးစားပေးခြင်းဆိုတဲ့အရာကတော့ဘာလဲဆိုလို့ရှိရင်ကျမတို့ဒီမှာဘာပြောထားလဲတရားသူကြီးမတ်စာအခန်းကြီး6အငယ်25ကနေ29ကိုကျမတို့ဖတ်ကြည့်ရအောင်နော်ထိုနေ့ညမှာထာဝရဘုရားကသင်အဘ၏နွားပိုင်နှင့်အသက်9နှစ်ရှိသောဒုတိယနွားဒီကိုယူပြီးလေသင်အဘဒီဟုသောဘာလဖျား၏ရစ်ပလင်ကိုဖြိုဖျက်၍ရစ်ပလင်နားမှရှိသောအာရှရပင်ကိုခုတ်လဲလော့ငါစီရင်သည့်အတိုင်းဤကြောက်ပေါ်မှာထာဝရဘုရားကိုအဖို့ရစ်ပလင်ကိုတီးပြီးလင်ခုတ်လဲသောတစ်သားဖြင့်ဒုတိယနွားကိုမိရှို့၍ရစ်ပူဇော်လော့ဟုမိန့်တော်မူ၏ဂိတောင်ကလည်းမိမိကျွန်10ယောက်တို့ကိုခေါ်၍ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းပြုလေ၏မိမိအဘ၏အိမ်သားတို့ကို၎င်းမြို့သားတို့ကို၎င်းကြောက်၍နေ့အချိန်၌မပြုတ်ဝွန့်သောညအချိန်၌ပြု၏ဂိတောင်နေတဲ့နေရာသူနေတဲ့ရက်ကွက်သူနေတဲ့မြို့ကဘာလဘုရားကိုကိုးကွယ်တဲ့အခြားသောဘုရားကိုကိုးကွယ်လူတွေပက်လက်ဝိုင်းတဲ့နေရာမှာနေတာဒါပေမဲ့ဘုရားထံကအတန်ရောက်လာတယ်အဲဒီကနော်ဘာကိုဖြိုခိုင်းလဲရစ်ပလင်ဖျားမဟုတ်တဲ့ကိုးကွယ်ခြင်းကိုလှုပ်ထားတဲ့ရစ်ပလင်ကိုဖြိုရမယ်လို့ပြောတယ်အဲဒီရစ်ပလင်အနားမှာရှိတဲ့အပင်ကိုလည်းခောက်ကမယ်လို့ပြောတယ်နော်နောက်ဖျားပါဆက်မှာလဲငါစီရင်သည့်အတိုင်းဤကြောက်ပေါ်မှာဖျားသင်ပြတဲ့ကြောက်ပေါ်မှာဘာလို့ရမလဲအသက်ရှင်တဲ့ထာဝရဘုရားဖို့ရစ်ပလင်ကိုတည်ပါတဲ့နော်ခုတ်လဲသောတစ်သားဖြင့်ဒုတိယနွားကိုမိရှို့ပါထင်းဆိုင်ခိုင်းတာအဲ့ဒီဘာလဘုရားရဲ့နော်ဒီဥစ္စာရစ်ပလင်အဲ့ဒီဘေးနားမှာရှိတဲ့အပင်တွေအကုန်လုံးကိုထင်းဆိုင်ခိုင်းတာမိရှို့ခိုင်းတာဖျက်ဆီးခိုင်းတာဖြစ်တယ်အဲ့ဒီလိုလှုပ်ဖို့အတွက်ဂိတောင်ကနာခံတယ်ဒါပေမဲ့ तू ကြောက်တော့ဘာလို့ ရလဲညအချိန်မှာပြုတ်တယ်လို့ပြောတယ်တခါလေကျမတို့ကြောက်နေရတဲ့ကျမတို့နော်လက်နေရတဲ့ပတ်ဝန်းကျင်ကြီးမှနေရတာကျမတို့မှန်ကန်စွာလုပ်မယ်ဖခင်ရဲ့အတန်တိုင်းလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တခြားလူမျိုးသားတွေကမကဲ့ရဲ့တင့်ကိုအရင်ဆုံးကဲ့ရတာခရိယန်တွေဖြစ်တယ်သင်လူမျိုးဖြစ်တယ်သင်လူမျိုးတွေသင်မိတ်ဆွေသင်ရဲ့ဆွေမျိုးတွေအရင်ဦးဆုံးကဲ့ရတာအဲ့ဖခင်ပဲတို့ဘာလို့အချိန်ပေးနေတာလဲဖခင်เจ้าကြီးမှာပဲနေလိုက်ပါတော့ဖခင်เจ้าကြီးမှာပဲအိတ်လိုက်တော့
ပျော်စရာကြီးနော်ဟာလေလုယာဆုတောင်းနေတယ်ဘုရားကျောင်းနာပတ်လည်မှာအိမ်နေနဲ့နော်ဟာလေလုယာအဆောင်နေနဲ့ကျမတို့နော်ညအိမ်ညနေလဲ worship လုပ်ဖို့တညလုံးဆုတောင်းမယ်ဟာလေလုယာညလုံးပေါင်းဆုတောင်းမယ်ဟာလေလုယာဘုရားကျောင်းမှာပဲနေချင်တာကျမငယ်ငယ်လေးတွေကအိမ်ကလူကြီးတွေကလိုက်ရှာတယ်ကျမတို့အဲ့ဒီတငယ်ချင်းအမျိုးပါပဲသူနဲ့အရန်ဘုရားကျောင်းမှာပျော်ကြတာနင်တို့နှစ်ယောက်တွဲတဲ့ငါတို့တဲ့ဘုရားကျောင်းမိမှာအဆောင်ဆောက်ပေးတာမယ်ပြန်မလာနဲ့တော့တဲ့အမှပဲနေလိုက်တော့တဲ့လူကြီးတွေကပြောတာဒီနေ့ကျမတို့ဘာတွေကိုဦးစားပေးနေလဲဘယ်အရာတွေကကျမတို့အထဲထဲမှာနေရာယူနေလဲလောကကြီးကတော့စိုးညစ်ပါတယ်သင်ပတ်ဝန်းကျင်မှာစိုးသွန်းတဲ့လူတွေမြောက်များစွာရှိတယ်ကောင်းချင်အောင်ဆောင်နေတာဟန်ဆောင်နေတာဖြောင့်မကျင်အောင်ဆောင်နေတာလူကောင်းတစ်ဖွဲ့အသက်ရှင်နေတာဒါပေမဲ့ဘာဖြစ်လဲဘာလားဖျားကိုကိုးဝဲသောသူတွေဖျားရဲ့ဘုံရှုံချတဲ့သူတွေဖျားရဲ့မျက်မှောက်တော်မရအောင်ဆွဲသောသူတွေအဲ့ဂျားထဲမှာကျမတို့နေနေတာဖြစ်တယ်ဒါပေမဲ့ကြီးတော်ဘာလုပ်လဲဖျားသခင်ခိုင်းတာတတ်တိရှိရှိလုပ်တယ်ဟာလေလုယာဘုရားကသူ့ပြောအကုန်ဖြိုးဆိုသူအချိန်ရွေးရသေးတယ်နေ့လေပိုင်းလို့ရှိရင်သူအသက်ခံရမှာဉာဏ်ပညာရှိရသေးတယ်နော်ဘုရားပြုခိုင်းတဲ့အရာကိုကျမတို့လုပ်တဲ့အခါမှာရဲရင်စွာနဲ့အချိန်ကာလကိုရွေးနှုတ်ပြီးတော့မှလှုပ်ဆောင်ပါဟာလေလုယာနောက်နေ့ကျတော့အဲ့ဒီဘာလဘုရားကိုကိုးကွယ်လူတွေကြီးတောင်လိုက်ရှာတယ်သက်ဖို့နော်ဒီနေ့ကျမတို့ရဲ့အသက်တာမှာယုံကြည်သူဖြစ်ရတာမလွယ်ပါဘူးယုံကြည်သူလုပ်ရတာအယမ်းမလွယ်ပါဘူးဒီယုံကြည်သူတွေကိုတတ်ချင်တဲ့လူတွေတနက်ပြပြတတ်ပြတာချာလီကာမုံလို့ဖြောင်းမတောင်မုံလို့ယေရှုကြောင့်ပြောတာမုံလို့ယေရှုကြောင့်တတ်သိခဏအောင်မုံလို့ဖြောင်းမချင်းနဲ့စကားတွေပြောထုတ်တာမုံလို့တတ်ဖြစ်တာကြံစီပြီးတော့တတ်တာဒီယုံကြည်သူသားသမီးတွေအသက်တာမလွယ်ပါဘူးသင်လွယ်ကူတဲ့အသက်တာမှာနေသေးတယ်ဆိုတာမှားနေပြီပြန်စဉ်းစားပါယုံကြည်သူတိုင်းရဲ့အသက်တာမလွယ်ပါဘူးခက်ခဲခြင်းတွေကြားထဲမှာကျမတို့ကြော်ဖြတ်ရတာခက်ခဲခြင်းတွေကြားထဲမှာအသက်ရှင်ရတာခက်ခဲခြင်းတွေကြားထဲမှာသွားလာရတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီခက်ခဲခြင်းတွေကြားထဲမှာကျမတို့မျက်မှောက်တော်ကိုရှာနိုင်တော်သူများဖြစ်ပါစေဟာလေလုယာဖခင်ဘက်ကိုပြန်လှည့်ပါဖခင်ဘက်ပြန်လှည့်တဲ့အခါမှာဖခင်ကတကယ်ကောင်းချီးပေးသောဖခင်ဖြစ်တယ်ကျမတို့မလုံအပ်တဲ့အရာတွေခောက်ထွင်ပလိုက်ပါဖခင်ရဲ့ဘုံကိုရှုံချတဲ့အရာတွေဖြတ်ချပလိုက်ပါအဲ့ဒါကျမတို့လက်ကျင့်ရတယ်ကြိုးစားရတယ်ကျမတို့လူများနဲ့ဆိုရုပ်ရှင်အရန်ကြိုက်တာသူအလုပ်ပြီးပြီးထမင်းတွေပါစားပြီးပြီးဆိုလို့ရှိရင်ရုပ်ရှင်အရန်ကြည့်ကျင်တာပေါက်ဆုပ်လေးတွေနဲ့ chips လေးတွေနဲ့ကျမတို့ပြောတယ်ဖခင်ဘုံရှုံချမယ့်အရာတော့ပါလိုက်တော့ no ပါကွယ်ဟာလေလုယာ no ဒီအရာတွေကိုလက်မခံဘူးမထိုးနဲ့မတိုးနဲ့မထိနဲ့မစမ်းသပ်နဲ့ဖြတ်ပါသင်လောကကိုဖြတ်နိုင်ဖခင်ကိုပုံမြင်လိုက်မယ်လောကကိုသင်ဖြတ်နိုင်လို့ရှိရင်ဖခင်ကပြောထားတယ်လောကအရာတွေပေးထားတာ तू ပဲဒါပေမဲ့လောကကြီးကိုမချစ်နဲ့သင်ကိုပေးထားတဲ့ရွှေငွေဥစ္စာအိမ်တွေကားတွေစီးစိမ်တွေအဲ့ဒါဖခင်ပေးထားတာဒါပေမဲ့အဲ့ဒီပုံမှာသင်မွေးပျော်လို့မရအောင်သင်ချစ်နေလို့မရအောင်သင်နိုင်ငံတော်အတွက်ကိုပဲလုပ်ပါသင်ကိုပေးထားတဲ့ကောင်းကြီးမင်္ဂလာနဲ့စီးစိမ်ကနိုင်ငံတော်အတွက်ဖြစ်ပါစေနိုင်ငံတော်အတွက်သုံးမယ်လို့သင်ဆုံးဖြတ်ချက်ချတဲ့အခါမှာဖခင်ရဲ့ကောင်းကြီးကပြည့်လျက်ရှံလျက်လှုပ်လျက်လာမှာဖြစ်တယ်ဟာလေလုယာအရှိန်အဟုန်နဲ့ဝင်မှာဖြစ်တယ်ဟာလေလုယာနောက်တစ်ချက်ကျွန်တော်တို့ကြည့်ရအောင်ဖခင်ဘက်ကိုပြန်လှည့်ပါလို့ပြောတဲ့အခါမှာကျွန်တော်တို့ယေရှုခရစ်တော်ကဲ့သို့အသက်ရှင်ရမယ်ဖတ်ကြည့်ရအောင်ရှင်နုကခရစ်ခန်းကြီး22အငယ်42ကနေ43အိုအဖအလိုတော်ရှိလျင်ဤခွက်ကိုအကျွန်ုပ်မှလွှဲတော်မူပါသို့တော်လေအကျွန်ုပ်အလိုတော်ရှိသည့်တိုင်မဖြစ်ပါစေနှင့်ကိုတော်အလိုတော်ရှိသည့်တိုင်ဖြစ်ပါစေသောဆုတောင်းတော်မူ၏ထိုအခါကောင်းကင်တမန်သည်ထင်ရှားလာ၍ကိုတော်ကိုအားပေးရ၏ဟာလေလုယာယေရှုခရစ်တော်ကသူ့အဖေကိုသူပြောခဲ့တယ်လောကကြီးကိုဆင်းမယ်စီးစိမ်ဥစ္စာတွေထားခဲ့တယ်ဘယင်ဖြစ်ခြင်းတွေကိုစွန့်လွတ်ခဲ့တယ်ကောင်းကင်ဘော်ရအရာတွေကိုသူစွန့်လွတ်ပြီးတော့သူ့အဖေကိုဂတိပေးခဲ့တယ်လောကကိုသူဆင်းမယ်လူသားတွေကိုကယ်တင်မယ်နိုင်ငံတော်နဲ့မိတ်ဆက်ပေးမယ်သူ့အသေးခံမယ်သူ့အသွေးနဲ့ဖျားကိုရစ်တကောင်ဖြစ်ပြန်ပူဇော်မယ်လို့ယေရှုကကောင်းကင်နိုင်ငံတော်မှာသူ့အဖေကိုဂတိပေးပြီးဆင်းခဲ့တာလောကကိုတကယ်တည်းအသေးခံရတော့မှသူသိတယ်
လူတွေသူ့ကိုကားစင်တင်တော့မှ तू သိတယ်အဲ့ဒီအခါမှာ तू ဘာဖြစ်လဲလူသားတယောက်အနေနဲ့ 100% လူသားဖြစ်တယ်ယေရှုကလူသားတယောက်နဲ့ तू မခံနိုင်ဘူးဂေသရှင်မန်ဥယျာဉ်ထဲကို तू သွားတယ်ဒူးထောက်တယ်ဆုတောင်းတယ်ဖခင်ဘက်ကိုလှည့်တာဖြစ်တယ်ယေရှုကဲ့သို့ကျမတို့အသက်ရှင်ရမယ်ယေရှုကတကယ်ဒုက္ခရောက်တော့မဲ့အချိန်မှာသေခံနီးအချိန်မှာသူ့ရဲ့နောက်လိုက်တွေနောက်ကို तू မလှည့်ပါဘူးနောက်လိုက်တွေသူ့ကိုငါ့ကိုပြုစုစမ်းလို့မပြောဘူးငါအသေးခံရတော့မယ်ငါအတွက်စားစရာအကောင်းစားတွေယူလာခဲ့လို့မပြောဘူးငါအသေးခံရတော့မယ်ငါအတွက်အကောင်းဆုံးအရာတွေငါအတွက်ပြင်ဆင်ပါလို့မပြောဘူးယေရှုက तू ဒုက္ခရောက်တဲ့အချိန်မှာ तू အသေးခံရတော့မယ်သူ့ရဲ့နောက်ဆုံးသောနေ့လူသားဖြစ်ခြင်းရဲ့နောက်ဆုံးသောနေ့အဲ့ဒီနေ့မှာဖခင်ဘက်ကို तू ပြန်လှည့်ခဲ့တာဖြစ်တယ်ဖခင်စီမှာဒူးထောက် तू ဘလို့ဆုတောင်းခဲ့လဲဤခွက်ကိုအကျွန်ုပ်မှလွှဲပါတဲ့အသေးခံရတာမလွယ်ဘူးစူးစူးရင်တော့မှတပတ်လုံးခုလူဖြစ်နေတာ तू မထွက်ရင်ပြည်တယ်တဲ့အချိန်စောင့်ရသေးတာအဲ့ဒီစူးလေးပြည်တယ်လာတော့မှ pop ဆိုထွက်သွားတော့မှဘာဖြစ်အဲ့ဒီစူးကထွက်သွားတာတခါလေကျမတို့လက်ထဲမှာဝင်နေစူးနှုတ်လို့မရတဲ့အချိန်တွေရှိတယ်ခုလူဖြစ်တာဒါတော့မှစူးဝင်တဲ့အရာလေးပါကျမတို့ခေါင်းမှာယေရှုကဲ့သို့စူးဥယျာဉ်တဲ့ဘုမဆောင်ရသေးဘူးယေရှုကဲ့သို့သသွေးနဲ့အထွေးလေးမခံရသေးဘူးယေရှုသိတယ် तू ကောင်းကောင်းနဲ့ဆက်ခံရတော့မှ तू သိတယ် तू ကောင်းကောင်းပင်ပန်းတော့မှ तू ဒုက္ခရောက်တော့မှသိတယ်ဘာပြောလဲဘုရားကိုဤခွက်ကိုကျွန်တော်မှလွှဲပါကိုတော့မခံကျင်တော့ဘူးလူသားတယောက်အနေနဲ့ तू ပြောလိုက်ကိုတော့တော်ပြီးဂတိပေးခဲ့တာလဲနောင်တရတယ်ကိုတော့မလုပ်ချင်တော့ကျမတို့လည်းအဲ့လိုဖြစ်နေလားအဲ့လိုအခြေအနေရောက်နေလားဒီယေရှုကဲ့သို့အသက်ရှင်အောင်ဘလို့ပြန်လှည့်လေသို့တော်လဲကျွန်တော်အလိုရှိသည့်တိုင်းမဖြစ်ပါစေနဲ့ကျမတို့ကိုယ့်အလိုကိုဦးစားမပေးဘဲနဲ့ဘသူ့ကိုဦးစားပေးတာလဲဖခင်ရဲ့အလိုတော်ကိုပြန်ဦးစားပေးတာဖြစ်တယ်ကိုတော်အလိုတော်ရှိသည့်တိုင်းဖြစ်ပါစေသောဟုဆုတောင်းတော်မူသူဝန်ခံလိုက်တာဖခင်ဘက်ကိုပြန်လှည့်ဖို့အတွက်သူစိတ်ပိုင်းဖြတ်လိုက်တာဆုံးဖြတ်ချက်ချလိုက်တာအဲ့ဒီအချိန်မှာဘသူကထင်ရှားလာလဲကောင်းကင်တမန်သည်ထင်ရှား၍ကိုတော်ကိုအားပေးရ၏ဟာလေလုယာသင်နောက်ဆုံးချိန်ရောက်နေလားငါ့ကိုဘယ်သူမှမကယ်နိုင်တော့ပါဘူးငါ့ကိုဘယ်သူမှမကူနိုင်တော့ပါဘူးငါဘဝကြီးကတလောက်ပဲဒီနေ့မနေ့ကျမဗီဒီယိုဖိုင်လေးတစ်ခုပို့လိုက်တာဖြစ်တယ်နော်ဆရာကြောတွေ့ဘူးကြမလားကြားဘူးကြမလားဆရာကခြေထောက်နှစ်ဖက်လုံးဖြတ်ခံထိတာဖြစ်တယ်နော်သူငယ်ရွယ်စဉ်တုန်းကနော်ကားတိုက်ခံခဲ့ရတယ်နော်ဆိုတော့အဲ့ဒီမှာခြေထောက်နှစ်ဖက်စလုံးဖြတ်ခံတာသူဘာလုပ်လဲဝီးချင်းနဲ့သွားတာဘလို့ကြွေးကြော်လဲအဲ့ဒီဗီဒီယိုလေးပြန်ကြည့်ပါဘုရားထံမှာပဲသူကြွေးကြော်တာသူဘဝဆုံးသွားပြီခြေထောက်နှစ်ဖက်မရှိတော့သူဘလို့အသက်ရှင်တော့မလဲသေလိုက်တာပိုကောင်းတယ်လူသားတယောက်အနေနဲ့တွေးမယ်ဆိုလို့ရှိရင်သေလိုက်တာပိုကောင်းတယ်ဒီခြေထောက်နှစ်ဖက်မရှိတဲ့ဟာလူတွေသူ့ကိုမပြီးတော့မှသူသွားရတဲ့ဘဝလူတွေသူ့ကိုချီပြီးတော့မှသူသွားရတဲ့ဘဝသူ့ဘဝကြီးကအမိုက်လိုပဲသေလိုက်တာကောင်းတယ်အသေးကောင်လိုပဲသူများထမင်းလာချမှသူစားရတဲ့ဘဝအဲ့ဒီဘဝထဲမှာအဲ့လောက်ထိကျမတို့မစိုးသေးပါဘူးဆရာကျော်ဘယ်လောက်ထိသူဖျားနဲ့အသက်ရှင်လဲဆိုလို့ရှင်အိမ်အောင်လဲကြာသွားတယ်ဟာလေလုယာသားသမီးတွေရတယ်ဝေါကျမတို့ရဲ့တက်တဲ့ခံချက်တွေကြားတဲ့အခါမှာဖျားကိုအရန်ချီးမွမ်းမိတယ်ဟာလေလုယာကျမတို့ရဲ့ဆုံးဖြတ်ချက်ပဲကျမတို့ရဲ့လှုပ်ဆောင်ခြင်းပဲကျမတို့လောကကြီးနဲ့ပျော်နေမလားဒီဖျားပဲပြန်လဲမလားဖျားပဲပြန်လဲတဲ့လူကတော့ခြေထောက်နှစ်ဖက်မရှိတာတော့မကဘာပတ်နေတာနော်ဟာလေလုယာသူ့ဟိုနိုင်ငံခြားအသင်းတော်တွေအမေရိကန်ကလည်းခေါ်တယ်မလေးရှားစင်ကာပူအိုးနိုင်ငံတကာကခေါ်ပြီးတော့မှသူ့ရဲ့သက်သေခံတဲ့အရာကြီးကြားကျင်လို့ဟာလေလုယာကျမတို့ဒီနေ့လက်နှစ်ဖက်ရှိတယ်ခြေထောက်နှစ်ဖက်ရှိတယ်မျက်လုံးတွေလည်းရှိတယ်ပုံမှန်သွားလာနေတာနောက်ဆုံးအချိန်ရောက်နေပြီလားဒီခွက်ကိုမလိုချင်တော့ကိုတော့လွှဲလိုက်တော့မလုပ်ချင်တော့ကိုတော့အဲ့ဒီလိုမျိုးဘဝရောက်နေလားဒီယေရှုကဲ့သို့ပြန်လှည့်ပါဟာလေလုယာအဲ့ဒီအချိန်မှာဘသူတွေကတင့်ကိုထင်ရှားမလဲကောင်းကင်တမန်တွေလာလိုက်မယ်တင့်ကိုကူညီပေးမဲ့လူတွေဖျားပို့ပေးလိုက်မယ်တင့်ကိုမဆာပေးမဲ့လူဖျားသခင်လွတ်ပေးလိုက်မယ်ဟာလေလုယာဒီကျမတို့ဖျားဘာနာပြတ်သားရအောင်လူမျက်နှာမကြည့်ပါနဲ့တင့်ဆွေမျိုးမျက်နှာမကြည့်ပါနဲ့အဲ့ဒါဆိုတင်မပြတ်သားနိုင်ဘူးအဲ့ဒါဆိုတင်ဖျားဘက်၌မရက်တည်နိုင်ဘူးဒီနေ့ကျမတို့ဘသူမျက်နှာမှမကြည့်ပါနဲ့ဖျားမျက်နှာကိုသာကြည့်လျက်ဖျားဘက်၌လုံးဝစိတ်ပိုင်းဖြတ်လျက်ဖ
ဖခင်အတွက်အသက်ရှင်တော်သူတွေဖြစ်ရမယ်ဖခင်ကိုဦးစားပေးတော်သူဖခင်ဘက်ကိုပြန်လှည့်တော်သူတွေဖြစ်ရမယ်ဟာလေလုယာနောက်တစ်ချက်ကျွန်တော်တို့ကြည့်ရအောင်ဖခင်ကိုဦးစားပေးခြင်းဆိုတာကျမတို့အသက်တာမှာရှိသမျှသောအရာအကုန်ပေးခြင်းလို့ပြောတယ်ဖတ်ကြည့်ရအောင်နော်ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး18အငယ်73ကနေ16မှာကျမတို့ဖတ်ကြည့်ရအေလိယကလည်းမစိုးရိမ်နှင့်သင်ဆိုသည့်အတိုင်းသွား၍ပြုလော့တို့အရာတွေငါ့ဖို့မုံပြားငယ်တစ်ပြားကိုအရင်လုပ်၍ယူခဲ့လော့နောက်မှသင်နှင့်သင်ဤသားငယ်ဖို့လှုပ်လော့ဣသရေလအမျိုး၏ဖျားသခင်ထာဝရဘုရားမိန့်တော်မူသည်ကထာဝရဘုရားသည်မြေပေါ်မှမိုးရွာစေတော်မမူမီတိုင်အောင်ဘူး၌ရှိသောစီမရော့ရဟုမိန့်တော်မူကြောင်းကိုဆင့်ဆို၏ထိုမုတ်ဆိုးမသည်တွား၍အေလိယစကားအတိုင်းပြုသဖြင့်အေလိယနှင့်တကွကိုယ်တိုင်မှစ၍အိမ်သားတို့သည်အင်တန်ကာလပတ်လုံးစားရကြ၏ထာဝရဘုရားသည်အေလိယအားဖြင့်မိန့်တော်မူသောစကားကိုအိုး၌ရှိသောမုံညက်မကုန်ဘူး၌ရှိသောစီမရော့ဟာလေလုယာဒီနှုတ်ကပတ်တော်ထဲမှာမုတ်ဆိုးမနဲ့သူ့ရဲ့သားငယ်လေးကစားစရာကုန်ပြီအိုးထဲမှာရှိတဲ့မုတ်လှုပ်လို့ရတဲ့အရာကိုနောက်ဆုံးအနေနဲ့လှုပ်ပြီးတော့မှသူတို့သားမီးမြောက်စားပြီးသေဖို့ပဲရှိတယ်သေဖို့ထိုင်ဆောင်နေတဲ့သားမီးဒါပေမဲ့ဖယားသခင်ဝိညာဉ်တော်ကအေလိယကိုဗာပြောလဲဆိုတော့ဝိညာဉ်တော်စေလွတ်တဲ့တိုင်အေလိယကမုတ်ဆိုးမအိမ်ကိုသွားတာဖြစ်တယ်အမိန့်ပေးတယ်ဘလို့အမိန့်ပေးလဲမုတ်ဆိုးမကိုတွေ့တဲ့အခါမှာငါအတွက်မုံပြားငယ်တစ်ပြောင်းအရင်လှုပ်၍ယူခဲ့လော့နောက်မှသင်ဤသားငယ်ဖို့လှုပ်လော့ဟိုဘက်ကနှစ်ယောက်ကိုပြန်ကြည့်မယ်ဆိုရင်ဒါစားပြီးသေမှာနောက်ဆုံးသောအရာဒါပဲရှိတယ်ကုန်ပြီဒါပေမဲ့ဖျားလူရောက်လာတဲ့အခါမှာမုတ်ဆိုးမကဘာဖြစ်လဲနာခံတယ်ဟုတ်ကဲ့ဖျားလူသင်ကိုစကားပြောတဲ့အခါမှာနာခံပါဟာလေလုယာဖျားလူသင်စီရောက်လာတဲ့အခါမှာအိမ်ကိုအခွင့်ပေးပါဖျားလူသင်စီကိုလာမယ်လို့ပြောတဲ့အခါမှာကောင်းကြီးရဖို့အတွက်လာတာဖြစ်တယ်အေလိယကိုဖျားကချမ်းသာကြွယ်ဝတဲ့အိမ်ကိုမလှုပ်ဘူးဖျားသခင်ကအင်မတန်စီးစိမ်နေပေါ်များနေတဲ့အိမ်ကိုမလှုပ်ဘူးဘာလို့လဲအေလိယသွားပြီဆိုသူ့ထဲမှာမကုံနိုင်တဲ့ကောင်းကြီးတွေပါလို့ဖျားကသူကောင်းကြီးပေးခြင်းနဲ့အိမ်ကိုပဲလွတ်တာသူကောင်းကြီးပေးခြင်းနဲ့လူပဲရမှာဖြစ်တယ်ဖျားသခင်ကအေလိယကိုမုတ်ဆိုးမအိမ်ကိုပဲလွတ်လိုက်တာဖြစ်တယ်ကျွေးဖို့မုတ်ဆိုးမစီမှာဘာရှိလဲဘာမှမရှိဘူးကောင်းပြီနောက်ဆုံးလက်ကျန်နောက်ဆုံးအစားအစာအကုန်ပဲအဲ့ဒါစားပြီးသေမှာဘဝကြီးကဆုံးနေပြီကုန်နေပြီဒါပေမဲ့ဘာပြောလဲဖျားရဲ့အမိန့်ရှိတယ်တဲ့ထာဝရဘုရားအမိန့်ကဘာလဲပရောဖက်ကလည်းရိုးရိုးအေးစီသွားစားတာမဟုတ်သူ့ထံမှာနှုတ်ကပတ်တော်ပါလာတာသူ့ထံမှာဘုရားဂတိတော်ပါလာတာသူ့ထံမှာဘုရားရဲ့ကောင်းကြီးမင်္ဂလာနဲ့အတူသွားတာဖြစ်တယ်ဘာပြောလဲဘုရားသခင်ကမြေပေါ်မှာမိုးရွာစေတော်မမူမီတိုင်အောင်အိုး၌ရှိသောမုံညက်မကုန်ဘူးတဲ့ဘူး၌ရှိသောစီမရော့နမိတ်လက္ခဏာဖြစ်တာဟာလေလုယာဒီနေ့ဖခင်ရဲ့လူတွေဖခင်သခင်စေလွတ်တဲ့နေရာသွားတဲ့အခါမှာအဲ့ဒီခေတ်ကာလကအေလိယတို့အဲ့ဒီခေတ်ကာလမှာဘာဖြစ်လဲမိုးခေါင်တာမိုးမရွာအောင်လူတိုင်းဒုက္ခရောက်တယ်လူတိုင်းဆင်းရဲကြတယ်ဒါပေမဲ့ဒီမုတ်ဆိုးမသားအမိကတော့ဖခင်ရဲ့ကောင်းကြီးကိုမျှော်လင့်နေတာဖခင်သခင်ကြွလာမဲ့အရာကိုသူတို့မျှော်လင့်တာလက်ခံတာသူတို့သားမိစီရောက်လာတဲ့အခါမှာဒီဧည့်သည်ကလည်းငါတို့ပဲစားပြီးတော့ကုံတော့မှငါတို့လည်းသေတော့မှဧည့်သည်ကလာသေးတယ်လို့မညှိတွားဘူးဒီမုတ်ဆိုးမဘက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဖခင်ရဲ့လူလာရင်ဒါကောင်းကြီးရှိတယ်လို့ခံယူတာဖြစ်တယ်ဟာလေလုယာဒီနေ့ဖခင်ဘက်ကိုအဲ့ဒီမုတ်ဆိုးမကနာခံခြင်းနဲ့လှည့်တာဖြစ်တယ်နေသင်သက်တာထဲမှာမရှိခြင်းတွေရှိနေလားမပြေလည်ခြင်းတွေရှိနေလားသင်သက်တာထဲမှာသင်မုတ်ဆိုးမလောက်မဆိုးသေးပါဘူးဒီမုတ်ဆိုးမသားမိအိမ်တောင်လည်းရှိတာမဟုတ်အားကိုးရလည်းရှိတာမဟုတ်ဘူးသူတို့မှရှိတာအဲ့ဒီမုံလုံးလေးတစ်လုံးလှုပ်ပြီးတော့မှစီလေးအနှဲငယ်နဲ့ဒါပဲကျန်တော့တာ
ကျမတို့ဘဝကြီးထဲမှာအဲ့လောက်ထိမဆိုးရွားသေးပါဘူးဒါပေမဲ့ဘာလုပ်လဲမုတ်ဆိုးမကနာခံတယ်နာခံတဲ့နှလုံးသားဝန်ခံတဲ့နှလုံးသားနဲ့ပရောဖက်ပြောသမျှအတိုင်းသူကလိုက်လုပ်တာဖြစ်တယ်အေလိယပြောတဲ့အတိုင်းသူလုပ်တဲ့အခါမှာဘာဖြစ်လဲထိုမုတ်ဆိုးမသည်သွား၍အေလိယစကားတိုင်းပြုသဖြင့်အေလိယနှင့်တကွကိုယ်တိုင်မှစ၍အိမ်သားတို့သည်အင်တန်ကာလပတ်လုံးစားရကြ၏ဟာလေလုယာဒီသူတို့သားမီးနှစ်ယောက်တည်းမဟုတ်ဘူးသူတို့တမိသားစုလုံးပတ်ဝန်းကျင်ကနော်သူတို့ရဲ့ဆွေမျိုးတွေတောင်ခေါ်ကြွေးလိုက်သေးတယ်ဟာလေလုယာပရောဖက်လည်းပါတယ်အင်တန်ကာလပတ်လုံးဆိုတာကလနဲ့ချီပြီးတော့မှမိုးပြန်ရွာတဲ့အချိန်ထိအကောင်းဆုံးနေသူတို့စားရတာဖြစ်တယ်ဒီကျမတို့နောက်ဆုံးအချိန်ရောက်နေပြီလားမရှိခြင်းတွေဖြစ်နေလားနာခံရအောင်ဖျားပဲပြန်လှည့်ရအောင်ဝန်ခံရအောင်အဲ့ဒီအခါမှာဘာဖြစ်လဲထာဝရဘုရားသည်အေလိယအဖြစ်မိန့်တော်မူသောစကားအတိုင်းဘုရားကသူ့မိန့်တဲ့စကားကိုသူဘယ်တော့မှမမေ့ဘူးဘုရားကသစ္စာရှိသောဘုရားဖြစ်တယ်သင်ပေါ်မှာပရောဖက်ပြုချက်ရပြီဆိုသင်တန်ဖိုးထားပါကျမကျမ်းစာကျောင်းတက်ကလေးကကျမကိုပရောဖက်ပြုတဲ့ဆရာတွေဆရာမတွေစကားကိုကျမဒီတိုင်းလစ်လူမရှုထားအောင်ကျမမှာဗီဒီယိုဖိုင်တွေရှိကျမသိမ်းထားတယ်ရေးချထားတဲ့စာအုပ်မှာကျမကိုပရောဖက်ပြုထားတဲ့စကားတွေဘုရားဘယ်တော့မှမမေ့ဘူးဆိုတော့ကျမယုံကြည်တယ်ဟာလေလုယာထာဝရဘုရားသည်အေလိယအားဖြင့်ပရောဖက်အားဖြင့်မိန့်တော်မူသောစကားအတိုင်းလုပ်လိမ့်မယ်ဟာလေလုယာသင်ကိုလာထားတဲ့ပရောဖက်ပြုချက်အတိုင်းဘုရားကအလုပ်လုပ်မယ်လို့ပြောတာဖြစ်တယ်ဆိုတော့ဘုရားရဲ့အမိန့်တိုင်းအိုး၌ရှိသောမုံညက်မကုန်ဘူး၌ရှိသောစီမလျော့ဟာလေလုယာဘုရားအတွက်ပေးပါဘုရားဘက်ကိုပြန်လှည့်ပါဖျားလူကိုတန်မိုးထားပါဖျားလူကိုလေးစားပါပရောဖက်ပြုချက်တွေကိုတန်မိုးထားပါနိုင်ငံတော်နဲ့ရှင်သောအရာတွေကိုရေးချထားပါဖျားကလေကျမတို့တောင်တောင်းမိတဲ့ဆုတောင်းကိုမေ့သွားတတ်တယ်ဒါပေမဲ့ဖျားဘယ်တော့မှမမေ့ဘူးဟာလေလုယာဒါကြောင့်ဒီကနေ့ကျမတို့ဖျားဘက်ကိုပြန်လှည့်ရအောင်ဖျားဘက်ကိုပြန်သွားရအောင်အလုံးစုံပေးရအောင်မုတ်ဆိုးမကဲ့သို့ကျမတို့ဘဝတွေမဆုံးရှုံးသေးပါဘူးသင်လက်ထဲမှာအများကြီးသင်အိမ်လည်းအကြီးကြီးကျမသိတယ်သင်ကားလည်းအကောင်းဆုံးနေစီးနေတာသင်ရေခဲတက်တော့ကျမဖွင့်ကြည့်စရာမလိုအကုန်ပြည့်ပြီးသားဒါပေမဲ့ကျမတို့ဖျားဘက်ကိုဘာပြန်ပေးရမလဲအကုန်ပြန်ပေးရမယ်ဟာလေလုယာသင်စီကဖျားသခင်လိုချင်တာသင်ရဲ့နှလုံးသားဖြစ်တယ်သင်ရဲ့နော်ပဋိညာဉ်ဖျားနဲ့ပြုတ်ထားတဲ့ပဋိညာဉ်ကိုဆက်လက်တမ်းမိုးထားပါဖျားသခင်သင်ကိုသစ္စာရှိတာလိုချင်တယ်ဟာလေလုယာဖျားကိုဂတိပေးပြီးဆိုအဲ့ဒီဂတိစကားကျမတို့ဒီရမှာဖြစ်တယ်နော်အဲ့ဒီဖျားဘက်ကိုပြန်လှည့်တဲ့လူတွေကယေရှုကဲ့သို့အသက်ရှင်လာတာကိုတွေ့ရတယ်ဖျားဘက်ကိုပြန်လှည့်တဲ့အခါမှာနော်တကယ်ပဲဖျားကသူ့ရဲ့ရှေးဦးမြတ်တာကိုနော်တင့်ထန်ကနေဘယ်တော့မှသိမ်းရုပ်သွားမှာမဟုတ်ဘူးဟာလေလုယာနောက်ဆုံးအချက်ကိုကျွန်တော်တို့ဖတ်ကြည့်အောင်ယောမဩဝါဒစာအခန်းကြီး7အငယ်36ကိုကျွန်တော်တို့ဖတ်ပြီးလို့ရှိရင်ဟုတ်ပြီနော်အဲ့ဒါသိမ်းမှာဖြစ်တယ်ယောမအခန်းကြီး7အငယ်36เนาะတွေ့တယ်ဆိုဖတ်ကြည့်အောင်ခတ်သိမ်းသောအရာတို့သည်ကိုတော်အထဲက၎င်းကိုတော်အားဖြင့်၎င်းကိုတော်အဖို့အလို့ငါ၎င်းဖြစ်ကြ၏ကဘာအဆက်ဆက်ဘုံကြီးတော်မူစေတည်းအာမင်ဒီကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့အရာတွေကဖခင်ရဲ့အထဲကထွက်လာတာဒီကိုကျွန်တော်တို့မြင်တွေ့နေရတဲ့ကဘာလောကကြီးစัจ java လာကြီးအကုန်လုံးဆိုတာဖခင်ရဲ့အတွင်းထဲကထွက်လာတာဖခင်ကသူ့အတွင်းထဲကအကောင်းဆုံးအရာတွေကိုဖြစ်စေလို့သူပြောလိုက်တဲ့အချိန်မှာကဘာလုံးကြီးဖြစ်လာတယ်။ကောင်းကင်ကြီးဖြစ်လာတယ်။မြေကြီးဖြစ်လာတယ်။လတွေဖြစ်လာတယ်။ကြယ်တွေဖြစ်လာတယ်။အဲ့ဒါတွေအကုန်လုံးဖခင်အထဲထဲကအရာတွေဖြစ်တယ်။ဟာလေလုယာ။စัจ java လာကြီးတစ်ခုလုံးကဖခင်ရဲ့အထဲထဲကနေထွက်လာတာဖြစ်တယ်။ဒါကြောင့်အချုပ်အချာကယေရှုဖခင်ဖြစ်တယ်။သာဝရဖခင်ဖြစ်တယ်။ဟာလေလုယာ။ဒီတန်ရှင်တော်ဝိညာဉ်တော်ကျမတို့ကိုပေးထားတယ်ယေရှုလည်းမရှိတော့ပါဘူးထာဝရဘုရားလည်းကောင်းကင်မှာပဲယေရှုလည်းကောင်းကင်မှာပဲဒီနေ့အနည်းဆုံးမှရှိတာသင်အနာမှာတန်ရှင်တော်ဝိညာဉ်တော်ကအတူရှိတာဖြစ်တယ်သူ့ရဲ့အတန်ကိုကျမတို့နေ့စဉ်နားထောင်ရအောင်သူ့ရဲ့အတန်ကိုအလေးနဲ့ထားရအောင်ဖခင်ရဲ့ပရောဖက်ပြုချက်တွေကိုကျမတို့ကတော့လေးနဲ့စွာထားလျက်ကျမတို့ဆက်လက်အသက်ရှင်ရအောင်သင်အပေါ်မှာဖခင်ပေးထားတဲ့ဂတိစကားတွေသင်အပေါ်မှာဖခင်သခင်ပေးထားတဲ့နော်စကားတော်တန်တွေကနော်သင်မေ့သွားမယ်ဒါပေမဲ့ဖခင်သခင်ဘယ်တော့မှမမေ့ဘူးသင်တို့အကောင်းဆုံးအရာတွေကိုသူပြင်ဆင်ထားတာဖြစ်တယ်ကမ္ဘာလောကကြီးကခက်ခဲတော်လဲအဲ့ဒီခက်ခဲခြင်းတွေနဲ့ကကျမတို့နဲ့သက်ဆိုင်မှာမဟုတ်ဟာလေလုယာဝိညာဉ်တော်အားဖြင့်